多少？哎，谁？毛毛不要杀的来着。ngay xuân đã phải ra khỏi cái này để ngả xì cũng cả để你们广播过，俺当不人是干的。David ko sang wasa nito. David big Johnny Sue. David, you are good. You is good. Không không ở đây. Piano tu, Claudia. Shops. Jimmy ပြတာရအောင်စားလို့ရှိတယ်
thank you ရှိဖောင်တော့စာနေတိုင်းမှာအိုင်ကဲချစ်ပါဆိုင်လို့ အဲ့နာမှာထူရအောင်အဲ့နာတောင်းနောက်လည်းရှိတာတော့တောင်းနေတယ်အော်ဘယ်မှာကိုမရဘူး အားလုံးကိုရောက်ရှိလာတဲ့အတွက်ကြောင့်ဖတ်ခင်ရဲ့နာမတော်၌ကျေးဇူးတင်ကြောင်းဥစွာဖော်ပြလိုပါတယ်ဒီနေ့ဟာတော့ဆိုလို့ရှိရင်ကျမတို့ချစ်တဲ့ကျမတို့ရဲ့အမေကျမတို့ရဲ့အဖွားကျမတို့ရဲ့ကချင်နေဆိုတော့နော်ဟိုဘက်မျိုးဒီဘက်မျိုးကျမတို့အားလုံးနဲ့သက်ဆိုင်တဲ့ဒီကြီးရဲ့ခေါ်တော်မူခြင်းခံရပြီးနောက်ပိုင်းမှာဂျာမနီမှာရှိတဲ့မိသားစုများဆွေမျိုးများကနေပြီးတော့မှမိခင်ကြီးကိုအောက်မေ့တတိရတဲ့အမှုကိုပြုတော်နှစ်သိမ့်မှုပြုစုတောင်းခြင်းအစီအစဉ်ကိုအစပြုမှာဖြစ်ပါတယ်။တန်တဲ့တင်တာကိုအန်တဲ့ယောင်ဤကျေစတဲ့မလားလင်ဝနာကမှုအန်တဲ့ကဝဲတူယောကျေတဲ့မလဲလိုက်ဝဆိုင်စတာမန်ကရုရှိရခေါမရှနီတာဂရိကဆန်ရှိပဲရမ်ဆိုင်နန်ငုံကန်ကန်ဇာကောနာအစခုငိုင်လမ်ဖဲတောင်ကောနာရှိဖန်တဲ့ဝဲလာဖန်အန်တဲ့มีจุ้มคิวพี่ไอ้ละมังคู่นะจำนี่ก็ง่ายๆน้ำชานี่ที่คุณจะอยู่ในคนนะเวกน้องกูผ่องแพ้ในนี้เด่นฉายาพังวาสนาเรียมจ่อจุ้มในการง่ายมีทีนะโรมานี่ก็สกุลได้เลยก็ตัวก็ว่าอัพตัวก็จีตัวก็ว่าอัพตัวก็ว่ามุสัตตัวก็จีสมชิงสัตตัวนั้นสมชิงจุคูพามาจ่อไงอ่ะซีติมุงพวงติมุงเงินมุงก็สาไรติมุงแต่ว่ามากำเรียน่าอะไรทอมดูน่าอะไรเจและท่าตามน่าอะไรลูกสัมนาอะไรเช่พังดามดาพาไรติมงอันเทมดูเยซูคริสต์ท่ากระไรก็สังอาสระไอท่านาอันเทเพจะขาเกาลูนานี่ไอมูนาไงนี่ขุดนาไงโลปฐมสมจันเชอันนี้เนี่ยโยมาอวาราสาคันจีเชเนี่ยต้องเสชิกานี่ต้องเสกูโอ้ဖတ်ခြင်းအပြင်ကျမတို့ရဲ့အောက်မေ့နှစ်သိမ့်မှုပြုစုတောင်းအစီအစဉ်ကိုအစပြုဖို့ရဖြစ်ပါတယ်။ယောမဩဝါဒစာအခန်းကြီး၈နဲ့38ကနေ39အကြောင်းမူကားတည်ခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်ယံဖြစ်စေအချွတ်အမြတ်ဖြစ်စေအာနာတကူဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တန့်သောအရာဖြစ်စေအမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဤအရာမှစ၍အဘယ်နမိတ်တအရာများသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဖျားသခင်ဤမေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင်ဟုငါသည်သဘောကျလျက်ရှိ၏ဆုတောင်းရအောင်မြင့်မြတ်တန်ရှင်းဆောင်နေတော်မူ၍ကျွန်တော်ကျမအရောက်စီတိုင်းရဲ့
လိုအပ်ချက်ကိုတည်ပြီးတော့မှအစဉ်အဖြစ်ကိုလှုပ်ပြီးထောက်ရတဲ့အတွက်ပြင်ဆင်ပေး၍ကျွန်တော်တို့ကိုအနည်းစဉ်စောင့်ရှောက်ရရှိသောကောင်းကင်ဘုံ၌ရှိသောအဖဖခင်ကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့ဤကဲ့သို့ဆုယုံခြင်းဟာကိုရောရှင်ချစ်တော်ကိုရောရှင်ရဲ့သမီးတော်နှဖိုင်ဂျာကာရဲ့ကိုရောရှင်ခေါ်တော်မူခြင်းနောက်ပိုင်းကျန်ရတဲ့မိသားစုမှာပြုလုပ်သောအောက်မေ့ဖွယ်ရာဝတ်ပြုခြင်းအစီအစဉ်အစပြုဖို့ရန်အတွက်ကိုရောကျွန်တော်တို့နဲ့အတူပါရှိတော်မူပါအစီအစဉ်အစမှအလေအစတိုင်အောင်ကိုရောအတူပါရှိတော်မူပါဒီနေ့ဒီတရားမှာအတူတကွမပါရှိနိုင်တဲ့ဓမ္မရေးမှာရှိတဲ့ကျန်ရသောမိသားစုများနဲ့တကွကြံခဲ့သောနှစ်ဖက်မှဆွေမျိုးများအားလုံးကိုလည်းနှစ်သိမ့်ခြင်းကိုအားပေးနိုင်ဖို့ရန်အတွက်ကိုရောကျွန်တော်တို့ဒီအစီအစဉ်ကိုယေရှုခရစ်တော်၏နာမအားဖြင့်အစပြုကြပါတယ်ဖခင်အာမင်ခုချိန်မှာတော့ဖြစ်ရင်ကျွန်တော်တို့ကအတမီဖြစ်တယ်ဆိုတော့သူနဲ့သူ့ရဲ့မိသားစုဂျာမနီမှာအခုရှိနေတယ်သူတို့ကနေပြီးတော့မှမိခင်ကြီးအတွက်အောက်မေ့ဘွယ်ရနှစ်သိမ့်မှုပြုခြင်းကိုပြုလုပ်ခြင်းဖြစ်ပါတယ်လို့ဒါကြောင့်မိသားစုကနေပြီးတော့မတ်တရက်ပေးပေါ့နော်အကုန်လုံးတော့တည်ပြီးသားဖြစ်မှာပေါ့လေတချို့မသိတဲ့လူပေါ့နော်ဆိုတော့ဒါကသားအကြီးဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့သားအကြီးဒါကသူ့ရဲ့အမျိုးသားဖြစ်ပါတယ်ဒါကသမီးဟိုဒါသားအငယ်ဆုံးဖြစ်ပါတယ်လို့သူတို့လည်းမိခင်ကြီးရဲ့နော်ခေါ်တော်မူခြင်းခံရတဲ့အခါမှာတကယ်ပဲဝမ်းနဲ့ကြေကွဲတဲ့ရှိတယ်ဒါပေမဲ့အားလုံးကမေတ္တာလာပြတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်မိသားစုကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောကြားလိုပါတယ်တော်နည်းသူစွာကျမတို့ကချင်တွေကနှစ်ဖက်အမျိုးရှိတာပေါ့နော်ကျမတို့ကနှစ်ဖက်အမျိုးဆိုရင်မိသားစုလိုဖြစ်သွားတယ်အဲ့တော့ဒါမဘန်ရေရဲ့အမျိုးသားရဲ့အကိုသူတို့ကလည်း Frankfurt မှာနေတယ်ဒီမိသားစုလည်းမိတ်ဆက်ပေးခြင်းနဲ့အဲဆိုတော့ကလေးတွေကတော့ဟိုအပေါ်မှာရောက်နေတယ်ဒါကမဘန်ရေရဲ့ခဲအိုးနော်ဒါသူ့ရဲ့ဟိုမယားညီအမပေါ့နော်အဲဆိုသူတို့လင်းညီအမကျမတို့ဘာစကားပြောကြအောင် sorry အဲဆိုဒါလင်းညီအမဟုတ်တယ်လို့နော်နောက်ပြီးတော့သူတို့နဲ့အမျိုးအရာဟိုနီးစပ်တဲ့သူတို့ရဲ့ကျမတို့ကချင်လို့ဆိုအဖိုးတော်တာပေါ့ဒါကဒူဆယ်တော့ကဟိုပေါက်စရောထုံပေါ့နော်သူမိသားစုဒါသူ့ရဲ့အမျိုးသမီးနောက်ပြီးတော့သမီးချောချောလေး၃ယောက်လည်းရှိတယ်သူတို့လည်းပါလာတယ်အဲဆိုတော့သူတို့လည်းမိတ်ဆက်ပေးတယ်ကျန်တဲ့ကျမတို့ဒီတိတ်မှာဆွဲတော်မူပါသူ့ကိုတိဆိုဖို့ရန်ဖြစ်ပါတယ် program ရဲ့အထဲမှာလည်းပါပါတယ်ပမာလို့ပေါ်ပြထားပါတယ်ကိုရောရှင်ကြောင့်ကိုတည်
မှာတော့ဖြစ်ရင်ခေါ်တော်မူခြင်းခံရတဲ့ဒေါ်လဖိုက်ဂျာကရဲ့ကိုရီးယားစင်ကိုသူရဲ့တမတ်ဖြစ်တဲ့တိထောက်ရံဖတ်ခေါင်းတွေကနေပြီးတော့မှပြောကြားပေးမှာဖြစ်ပါတယ် ဒီကျေးဇူးတင်တယ်ဒီနေ့အဖြစ်ကျွန်တော်တို့ရှင်ရဲ့အတူတူတဲ့ကျွန်တော်ရဲ့ရောက်မှာပေါ့နော်ဒေါ်ဖိုင်ဂျာကိုင်ရဲ့အထက်ပတ်ဒီအနေနဲ့ပေါ့နော်ကျွန်တော်ဒီတလောက်အနေနဲ့ဟိုဒီမှာရှိတဲ့လူကမမဒီမှာနေနေနေရှိနေတာနော်ခေါ်တော်မချင်းခံရတဲ့ဒေါ်ဖိုင်ဂျာကိုင်ပထမဆုံးဒီမိခွာချင်းတဲ့ကလေးဘဝအကြောင်းကတော့ဒေါ်ဖိုင်ဂျာကိုင်ကစတုံးအချင်းဒီနဲ့စတုံးမှာထမ်းဖို့ရတဲ့စတုံးမှာစတုံးနိုဝင်ဘာလာမှာစတုံးကြေးအောင်ရှိတဲ့ဒီဝါလဖိုင်ဆောင်လက်နဲ့အမိတော့တူချန်ဇွန်ဝါချူကနေပြီးမှမွေးဖွားလာတာဖြစ်ပါတယ်မွေးချင်းညီမလေးယောက်ရှိတယ်သူရဲ့အမကတော့ဆ iam မလိုဖိုင်ဂျာတွဲဖြစ်ပြီးမှသူရဲ့အမျိုးသားကတော့စရာမန်ရှန်စင်ယုံတဲ့ဘုရားချင်းချင်းအတင်းတော်မှာမှုလို့ဆောင်တဲ့ဆရာကြီးဖြစ်ပါတယ်ပြီးလို့ရှိရင်လူပညာသင်ကြားလာတာကတော့စတုံးအထက်ကမှာသတ်မှတ်တဲ့ပညာသင်ကြား PCB စတုံးမှာရှိတဲ့ဒီတင်အုပ်ဆရာဆရာကြီးရေရန်ဘာတော်ရဲ့လက်ထက်မှာခရစ်တော်ကိုမိမိရဲ့တင်ပါရှင်အဖြစ်ယုံကြည်ဒီကိစ္စမျိုးကိုခံယူရရှိတာဖြစ်ပါတယ်ပြီးလို့ရှိရင်သူရဲ့ခရစ်ယာန်အင်တာဗျူးခြင်းနဲ့တာသမီထုံကားခြင်း1960မှာအသက်ဆက်နေနဲ့မှာသူကဆွန်လုကမွန်းနဲ့ခရစ်ယာန်အင်တာဗျူးပြီးတာသမီယတနာရှိရောက်ထုံကားတာဖြစ်ပါတယ်တာကြီးကတော့ဦးဆွန်လုထောင်မြန်တော့တာသမီနာကတော့နော်ပြီးသမီဆွန်လုပန်တမ်ဦးဆွန်လုကွန်တောက်ဆွန်လုလာပြီးလို့ရှိရင်ဆွန်လုတူလုံတော့ဆွန်လုပန်ချွဲတော့ဆွန်လုပန်ရွယ်နဲ့ငေဆုံးတာကတော့ဆွန်လုတန်နောင်ဖြစ်ပါတယ်တာ9ရောက်ဒီမီ3ရောက်ထုံကားတာဖြစ်ပါတယ်ပြီးလို့ရှိရင်မြေ14ရောက်နဲ့မြစ်9ရောက်ရှိပါတယ်လို့ပြီးလို့ရှိရင်1996ခုနှစ်မှာဒီရဲ့ကမွန်ဖြစ်တဲ့တော့ S ကမွန်ဘောနော်ဆွန်လုကမွန်ကဆုံးမသွားတဲ့အချိန်မှာ60နှစ်မှာစမှုစမဖြစ်တာဖြစ်ပါတယ်36နှစ်36နှစ်မှာဘုရားဖြစ်ဒီမှာသူအဲ့ဒီမှာတပ်ပြအင်တာဗျူးခြင်းရှိပဲနဲ့တာသမီလေးများကိုပြုစုဆောင်ရှောက်ရင်းနဲ့ဒီလိုခေါ်လို့မချင်းခံရတဲ့အထိမုစမောသွားနေပဲဆန္ဒတက်ရှင်ရတာကိုကျွန်တော်တွေ့ရပါတယ်ပြီးလို့ရှိရင်ဝိုင်းမောစတုံးကြီးပါလို့ပြောင်းရွှေ့အခြေချရွာနဲ့1998ပြီးလို့ရှိရင်စလို့ဆိုင်လိုဘက်ကိုပြောင်းတယ်ဆိုင်လိုကနေ1999ခုနှစ်မှာဝိုင်းမောမြို့မှာရှိတဲ့ဒီစတုံးမျိုးရက်ွက်ကိုပြောင်းရွှေ့အခြေချတာဖြစ်ပါတယ်သူရဲ့အသက်တာမှာလွတ်ဆောင်ခဲ့တဲ့အရာများကတော့စတုံးသာသနာနေမှာအမျိုးသမီးလာပါခွင့်ချင်းဒီစတုံးရက်ွက်ရဲ့ဒီအကျဉ်းတော်ရဲ့ဗန္ဒထိန်အနေနဲ့လည်းအချိန်ကြာကြီးလွတ်ဆောင်လာတာဖြစ်ပါတယ်ဝိုင်းမောဒီအကျဉ်းတော်မှာဒီ EC အဖွဲ့ဝင်မှာတမ်းနှစ်ထမ်းပေါ့နော်အဲ့မှာတောင်းဒီအမှုတော်များမှာပါဝင်လာတယ်ကျွန်တော်တို့တွေ့ရပါတယ်သူရဲ့ဒီဘုန်းဘွဲမောဒီတော့ဘွဲမောအကျဉ်းတော်မှာလူမှုရေးပညာရေးဘက်မှာအတူတူစားသူရဲ့တက်တာပေါ်မှာအချိန်ကြာကြီးလို့ဆောင်လာတာကိုတွေ့ရတယ်စတုံးဒီရက်ွက်မှာရှိတဲ့မူလတန်းကြောင့်ဖြစ်လာဖို့ပြီးလို့ရှိရင်စတုံးမူကြောင့်ဖြစ်လာဖို့အတွက်လည်းသူအနေနဲ့ဥဆောင်ပြီးလို့ဆောင်လာတာကိုတွေ့ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီယောဂဝေဒနာခံစားခြင်းနဲ့ခရစ်တော်နဲ့အိပ်လို့ခြင်းပေါ့နော်2020မတ်လကနေစပြီးဒီကြောက်ကဝေဒနာကိုခံစားရပြီးဒီကြောက်ကဝေဒနာကြောင့်ပဲဒီ2025မတ်လ25ရက်မှာစပြီးကြောက်ကဒီဆေးချင်းပေါ့နော်ကြောက်ကဆေးချင်းကိုဒီဆေးရုံမှာစပြီးရုပ်ဆောင်ရတာဖြစ်ပါတယ်ဒါကြောင့်ဒီယောဂပြက္ခဏာဆိုးလာတဲ့အတွက်ကြောင့်2024မှာဝိုင်းမော်ကနေပြီးဒီမြစ်နာအမအိမ်ကိုတော့ဒီမှာဒီကြံကြီးအောင်ရှိတဲ့အမအိမ်မှာတွားရောက်နေထားဒီမှာအဲ့မှာဆက်ပြီးဒီယောဂကိုဒီကြောက်ကဝေဒနာကိုဥစားရင်းနဲ့ပဲ2026ဇွန်လ12ရက်နေ့မှာရင်းစိတ်ဆေးရုံပဲကြောက်ကဝေဒနာနဲ့ပဲ8:30ခရစ်တော်ခေါ်တဲ့လူချင်းကို
ခံရတာဖြစ်ပါတယ်။14ရက်နဲ့6ရက်6လပိုင်း2026တနင်္ဂနွေနေ့မှာကျွန်တော်မရှိတဲ့ဒီတင်ကြိုင်းမှာပဲခရီးတင်နေမှာပဲကောင်းမွန်စွာပြင်နေပြီးကျွန်တော်ဒီစီချောင်းကိုလည်းဒီကချင်ပါတယ်။ပြီးရင်သူရဲ့တက်တာပေါ်မှာအတူယူဖွယ်ကောင်းတဲ့အချက်များကတော့ဒီမိခင်ကြီးဟာဖြစ်ကျွန်တော်တို့ဖျားခင်ကိုယုံကြည်ခြင်းအားကြီးတော်မိခင်ဖြစ်ပါတယ်။ဆုတောင်းခြင်းနဲ့အားကြီးတော်မိခင်ကြီးဖြစ်ပါတယ်။ဒီလိုရှင်ကဆွေမျိုးတာချင်းများအငယ်ဆုံးသောသူများကိုပြုစုတောင်းချလာတာကတော့ဒီဆုံးသွားတဲ့အဖြစ်အမှုတော်မြတ်ကိုကောင်းမွန်စွာလုပ်ဆောင်လာတာပဲတွေ့ရတယ်။ဒီလိုရှင်ဒီတော့မှာတကယ်ပဲပါဝင်တဲ့နေရာမှာစိတ်ကသက်သာစွာဖြစ်ပါဝင်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီလိုရှင်သူရဲ့အတူယူစရာအချက်တစ်ချက်ကတော့သူကတကယ်ပဲပေးကမ်းဆွင့်ချခြင်းမှာတကယ်ပဲအားကြီးတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ကိုယ်စီမှာရှိတာဖြစ်ဖြစ်မရှိရင်လည်းရှိတဲ့ဟာလုံးနဲ့တကယ်ပဲပေးလူချင်းတကယ်ပဲဖျားကြောင့်မှလူအပ်တဲ့ဘာနာများကိုအမြဲတမ်းပဲအံပိုးပေးနေပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။တွေ့ရတဲ့ပုံမှာစိတ်ရှိပြီးခံချင်းခိုင်ရတော့တာမရှိချင်းဒီရှင်တွေလူနဲ့တမျိုးတော့မိခင်ကြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီမှာတွေ့ရတဲ့ပတ်ပြအနေနဲ့ကျွန်တော်အနေနဲ့ပြပြချင်ဖြစ်ပါတယ်။အရောက်စီတဲ့ပုံမှာဖျားရှင်အရေးပုံကြီးပြောပါစေ။အခုချိန်မှာတော့ဖြစ်ရင်လူငယ်များရဲ့ group song ကိုကြားရမှာဖြစ်ပါတယ်။ ဒီလောကကြီးကမင်းနေဘူးလေရုပ်ခရဲ့
ခင်အတွက်အမှတ်တရစကားပြောကြခြင်းဖြင့်ကျမတို့ဆက်လက်ဝတ်ပြုကိုယ်တွေ့ရဖြစ်ပါတယ် ရှင်စွာဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းခြင်းပါတယ်အခုလုံးကျွန်တော်တို့ဒီတောင်းဆိုရဲ့နေ့တင်ချင်းစုပေါင်းခြင်းမှာပါဝင်လာကြတဲ့ဆရာဒီလိုဆရာဒီကျွန်တော်တို့ဒီချင်းကဆရာတွေကပြီးတော့ MCF ကဆရာရောပြီးတော့ကျွန်တော်တို့ရဲ့ဒီတူစင်တော့ကဆရာတွေအားလုံးလည်းလည်းနဲ့ပါဝင်ကြတဲ့အတွက်ကြောင့်မို့ဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းခြင်းပါတယ်ဒီချိန်မှာကျမတို့ရဲ့ခံစားချက်ကနော်နေ့ပြည့်စုံပါစုပေါင်းအစီအစဉ်မှာဘယ်လိုပဲဖြစ်ဖြစ်လေဒီအချိန်မှာဖျားဖြစ်ရဲ့ချစ်ချင်းနဲ့တောင်ပုံပြီးမှခံစားရတဲ့နေ့လို့လည်းပြောချင်ပါတယ်လို့ဒီအမေဆုံးတော့အခုဆိုရင်19ရက်လောက်ရှိသွားပြီပေါ့နော်ဒီကြားထဲမှာမှတကယ်ချင်းမိတ်ဆွေဖျားရှင်ရဲ့ချစ်ချင်းနဲ့တောင်အများကြီးခံစားရတယ်အမေဆုံးလိုက်နေအောင်စားပြီးမှဒီနေ့တရားနဲ့မပြတ်သေးပါဘူးလို့ချစ်တဲ့မိတ်ဆွေများဖုန်းနဲ့တော့လည်းကောင်းစူတောင်းပေးချင်တော့လည်းကောင်းပေါ့နော်အိမ်တိုင်းရောက်လာပြီးတော့မှစူတောင်းကိုကြီးချက်ပြုတ်ပေးကြတဲ့ဒီကိုရောက်စီတိုင်းရဲ့တကယ်မေတ္တာတွေမှာအစစ်ကိုခံစားရရှိပါတယ်ဒါကတကယ်ပဲဖျားရှင်ကျွန်တော်တို့ပေးတဲ့မေတ္တာအစစ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မို့ဒီနေ့ဖျားရှင်ကိုကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဒီအချိန်မှာကျွန်တော်လည်းပြီးခဲ့တဲ့လဂျွန်နဲ့ဇူလိုင်ဆိုတော့အဲ့လောက်တော့မရှိသေးဘူးပေါ့နော်ပြောမယ်ဆိုရင်လည်းတော့မယ်ဆိုဒီဇွန်လမှာကျွန်မမာရစတေးမှာအမေရှိတဲ့အချိန်ပေါ့ဒါနဲ့အမေစကားမပြောနိုင်ခဲ့ဘူးပေါ့နော်အိမ်ရပေါ်မှာလဲနေတဲ့အချိန်မှာကျွန်မအနေနဲ့ဘယ်လိုချီးမွမ်းခဲ့လဲအဲ့ဒါကအမေရှိတဲ့အချိန်မှာချီးမွမ်းခြင်းဖြစ်တယ်အရာတန်တော့လေကောင်းတယ်နော်အမေရှိတဲ့အချိန်စူတောင်းပြီးတော့မှချီးမွမ်းရတဲ့အရာတကယ်ပဲအရာကိုခံစားရပါတယ်ဒါမဲ့ဒီနေ့ဟာအမေမရှိတော့တဲ့အခါမှာအမေကောင်းချောင်းလေးဒီနေ့တော့တစ်ခါပြန်ပြီးတော့မိမဖိတ်ပြန်ရှင်ပေးတဲ့ပုံစံဒါရှင်ကျေးဇူးတော်ရှင်မယ်ပြီးတော့လောကမှာကျွန်တော်ဘာမှမဟုတ်နော်အတူယူထိုက်တဲ့အရာပေါ့အတူယူထိုက်တဲ့အများကြီးရှိတဲ့လောကကျွန်တော်ဘာမှလေးစားရဆုံးမိတ်ဆွေကမိခင်ပါပဲနော်အဲ့ဒီမိခင်ကကျွန်မအမေပါပဲလို့ကျွန်မဘာမှလေးစားရဆုံးအရာကိုကျွန်မဘာသူတာအဖေသူတာအမေဖြစ်ခဲ့ပါနော်ကျွန်မရဲ့အတက်ကနည်းနည်းမှအမေဆုံးအဖေဆုံးသွားတယ်အဲ့ဒီနောက်ပိုင်းမှာအမေကတူတော့ရုံးကပြောတာအာရဘီရှိရောက်ကိုဝေးဖွားခဲ့တယ်ဒီပေါ်မှာကျွေးမွေးလာတယ်ဆိုတော့တကယ်အားကမိခင်ပါပဲလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်မအသက်ဒီ10တန်းအောင်ပြီးတဲ့နောက်မှာဆိုရင်ဒီအပြူကတော့ရန်ကုန်မှာပဲဖြစ်ခဲ့တာပေါ့နော်အဲ့ဒီချိန်မှာဦးလေးကဆရာကြီးဦးရင်စုံကသူနဲ့အတူကျွန်မ6နှစ်အတူနေခဲ့တယ်အဲ့မှာပဲအပြူဖြစ်တာပေါ့အဲ့ဒါနဲ့အဲ့လိုဦးလေးကတရက်ကြတော့ဟိုက bracelet ကလည်းကျွန်မအမှုတော်ဆောင်ပါပဲ bracelet ကလည်းအနည်းတိုင်း bracelet တော့တယ်ဦးလေးတို့ကျတော့ဆမမိုင်းလာရဲ့အဖေတို့ကတော့အများခင်တာပေါ့နော်အများသိကြတာပေါ့လေအဲ့နဲ့သူကအမြဲတမ်း bracelet သွားလိုက်ညနေကြောင်းတို့အဲ့ဒီစူတောင်းသွားလိုက်နဲ့တရက်ကြတော့သူလည်းတင်ပေးတယ်လို့သူများတင်လာလဲသူခိုင်းယူတဲ့အခါမှာတရက်သူကကျွန်မကိုဘာလာပြောလဲဆိုရင်သမီးပန်ရိုင်းနဲ့နေ့အမေကဒီနေ့ဦးလေးတက်တင်ခဲ့တဲ့မုတ်ဆိုးမဆိုတာတဲ့ကျန်းစာတရားမုတ်ဆိုးမဆိုတာနေ့အမေပါပဲနော်တဲ့ငါသမီးရတဲ့နေ့အမေမုတ်ဆိုးမရဲ့စကားကိုဘယ်တော့မှမနာတော့ပဲမလုပ်နဲ့စစ်စစ်ရအောင်မလုပ်နဲ့နော်ဆိုဦးလေးကအဲ့ဒီကျန်းစာတင်ပြီးတော့ပြန်လာတဲ့အချိန်မှာအဲ့လိုပြောတဲ့အခါမှာကျွန်မရင်ထဲမှာဒီနေ့အထိအဲ့ဒီစကားတော့မမြင်စေပါပဲလို့ဦးလေးလည်းဆုံးတော့ပါပြီနော်ဒါပေမဲ့သူတို့ရဲ့အမတ်ရတဲ့စကားလေးတွေကအမြဲတမ်းဒီထဲမှာရှိနေတယ်ပါပဲလို့ပြီးတော့အမေကလေသူအသက်အရွယ်ရှိနေတဲ့အချိန်မှာ40ဆိုတော့ကျွန်တော်တို့ဒီဂျာမနီယူရိုပဘက်မှာဆိုရင်
အသက်40မှာဘဝဆတာဆိုတာကြားဖို့ရတယ်နော်ဒါပေမဲ့အမေဘဝမှာ38နဲ့39နဲ့ကနေအဖေဆုံးသွားတယ်အဖေဆုံးသွားတော့ကားသွေးရတဲ့ဘုံကြီးသူများတွေဟာလေသူ့ရောပတ်နေလဲလာကြိုက်တာပဲဟိုတခြားအားကိုလောက်တဲ့လူတွေလာကြိုက်တာပဲဒါပေမဲ့အမေကအတန်းကနေအေးမကရဲ့နေဒီပြင်နော်ပြောနေတာကြီးတွေအားကိုဖို့အတွက်ဆိုတော့အမေကဘာပြောလဲဆိုရင်မယူဘူးတဲ့ငါသားသမီးတွေကြီးလာတဲ့အခါမှာငါပြောမယ်ဆိုတဲ့စိတ်နဲ့ဒီနေ့ဒီအချိန်ထိပေါ့နော်ဒီသားသမီးတွေမြဲမြတ်တရားရဲ့သူရအရင်နေပါပဲတရားမှတရုပ်ပွဲတွေမပါဘူးအဲ့ဒီမြဲ14ရောက်14ရောက်အငယ်ဆုံးထက်မှာဒေးဖို့လေးပေါ့ဒေးဖို့လေးကဒူကိုရန်လာမွေးဖွားခဲ့ပေးတာဆိုတော့ပြန်သွားတဲ့အခါမှာရန်ကုန်ရောက်တာနဲ့ Wi-Fi ကမမိဘူး Wi-Fi ရောက်တော့3ရက်လောက်မှာသူနဲ့စကားပြောတော့နည်းနည်းကျမအဲ့ဒီဘုရားမျက်နှာကိုမြင်ပြပေးပါအမေကိုဆိုအမေမရတော့ဘူးတဲ့အရင်ခံစားရတယ်ဒီဘက်ကိုတွေ့ချင်လို့ဆိုမှအဲ့ဒါဒီဘက်ကိုအဲ့ဒါသူ့အမြန်ဆုံးသူ့အဲ့ဒါဗီဒီယိုခေါ်နဲ့လုပ်ပေးမှသူအရင်ခံစားရတာပေါ့နော်အဲ့လိုချစ်ပေးခဲ့တယ်ပြီးတော့သူကဘုရားကိုတင်းချစ်တဲ့အမျိုးသမီးတယောက်ပါလေဘုရားနဲ့အတူအသက်ရှင်တဲ့တယောက်ပါဘုရားကိုချစ်လို့လဲဘုရားရဲ့အမှုတော်ဆောင်တယ်အားလုံးကိုလည်းသူအရင်ချစ်တယ်ပြီးတော့သူ့မှာအတူယူဆိုင်တဲ့အရာပါလေဆိုရင်ကျမတို့ငယ်ငယ်တော့ဆိုရင်ကျမတို့ကချင်ပြည်နယ်မှာဆိုယူလီခူးတခုရှိခဲ့တယ်လေအဲ့ဒီအချိန်မှာအရင်ခက်ခဲတယ်အစာရေဆောင်းခေါင်းပါအလိုမျိုးဖြစ်ခဲ့တဲ့အချိန်မှာအမေတို့ကကျမတို့အမေရတယ်တောင်ရခုတ်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာတောင်ရခုတ်တဲ့အခါမှာစပါးတောင်တနေ့လုံးခုတ်မှာပဲ400လောက်ရတာစပါးတင်400ဒါမဲ့အဲ့ဒီတင်400လည်းရရော150ကိုပတ်ကနေစံတထုတ်ပြီးတော့တခါတည်းဖျားကြောက်ပို့လိုက်တာအဲ့နဲ့တာသမီးတွေကစစ်ဆိုးပြောဟာအမေကတော့ဒီတနေ့လုံးလုတ်ခဲ့တဲ့400ပဲရဆို150ပြန်တော့ပေးပြန်ပြီဘာလဲအမေဒါဘာလို့လဲ你呀，俺查了嘛呗，是吧？啊，这个是收家了，你说那个看喂来没嘞？喂没了，什么讲没了咯？你讲了不嘞？顶头就阿龙都点几罗嘛，到路来边样子，是收边边阿哪嘞？啊，没路开了哎呀嘞，是收些，不比如说，你到时候啥不到不当人家打包了，都嘛北港进来是多北港路亚边是接那地方都多嘛，比如那个哎拉的哎的。သူ့မှာဘာမှမရှိဘူးဒါမဲ့ဘလာပဲတော့မှအမေမပြန်ခိုင်းလို့အိမ်လာတဲ့အဲ့ဒါပြီးတော့အနောက်ကနေပါပြောလဲဆိုရင်ကဲမှာဟိုဆိုင်မှာတော့ဟိုအသားငါးတွေကြောက်ဦးတွေတချီခဲ့မင်းဆိုမှလေအဲ့ဒါမချီစစ်ဆိုးပြီးတာမှအဲ့ဒါအဲ့ဆိုပတ်စံမရှိပေမဲ့အဲ့တချီငါပြီးတော့မှလေအကောင်းဆုံးချက်ပြုတ်ကျွေးဝဲလိုက်တာနောက်ဆုံးမှအမေနဲ့ဘာနဲ့ဆက်မလဲဆိုတာမျိုးပေါ့နော်ပြောရမယ်ဆိုရင်အမေရဲ့နှလုံးသားရှိပြီးမှသူများကိုစက်ကတာမဟုတ်ပါဘူးလို့မရှိတော့ညာလေပေါ့နော်သူကတကယ်ပေါ့ရှိမရှိတော့ညာလေအိတ်ကိုဖောင်းပေါ့ဆိုတာအဲ့ဒါပါမရှိတော့ညာလေသူကသူတဘာကိုကျွေးဝဲတတ်တဲ့မိခင်တယောက်ပါပဲလို့ပြီးတော့အမေလေးမျက်ရည်ကျတာတခါမှမတွေ့ဘူးတရက်ကြောက်တော့ကျမမေးတယ်အမေမျက်ရည်ကျတာတခါမှမတွေ့ပါလားမဆိုးမှသာဖြစ်တာဒါတော့ခက်ဘာဖြစ်လို့အမေမျက်ရည်မကျလဲလို့ပြောတယ်အမေကပြောတယ်ဆိုအမေရောမျက်ရည်ကျတာပေါ့တဲ့ဒါပေမဲ့တဲ့အမေမျက်ရည်မကျအောင်ဒီပါနိုင်တာခုတော့ရှိတာအဲ့ဒါသခင်ယေရှုနဲ့အတူအသက်ရှင်နေတယ်သခင်ယေရှုဟာအမေနဲ့အတူအမြဲတမ်းလွေထွေးဆောင်နေရှိပေးတယ်စွတ်သားရင်သူနားညောင်းပေးတဲ့အတွက်ကြောင့်ပေါ့နော်သူ့ဘဝမှာအားလုံးကပြည့်စုံပြီးတော့မှဒီလိုလေးနိုင်တယ်ဆိုတော့ပြောတယ်ပေါ့နော်ပြီးတော့တရားကြတော့ဖက်ကမှာပေါ့နော်အတော်နဲ့သူကအရင်တော့ဆိုရင်ကျမတို့ဖက်ကမှာဆိုရင်9တန်း10တန်းတော့လာမသိဘူးဟုတ်တယ်အဲ့ခြေတော့ကိုကုတ်ပြီးမှရှောက်ရတဲ့အချိန်ဒီမရအဲ့ဒီကိုတထမ်းနေထားပြီးတော့မှပေါ့နော်ဖက်ကမှာသူဈေးတရားခဲ့အဲ့ဒီအချိန်မှာလဲသူကတာသမီးတွေကိုသူကတလားဆိုပို့ရတော့မယ်လေကျမတို့ဆိုသူများတွေကကျမတို့ပြောတယ်ညီမမျိုးဆုံးအမေကိုခိုင်းစားနေတာပဲဒီလိုအေးစီမျိုးထဲမှာကြောင်းတက်ဆိုတော့အဲ့လိုပြောကြတယ်အမေတမီးကြောင်းမတက်တော့ဘူးအမေကိုကိုကြီးမပြောတော့အမေကဘာပြောဆိုမရဘူးတဲ့တမီးတို့အမေလုပ်ပေးနိုင်တာဒါပဲရှိတယ်တဲ့အမွေဆိုတာတမီးတို့ဘာမှမပေးနိုင်ခဲ့ဘူးပေါ့နော်စာကြိုးစားပါဆိုအမေအဲ့ဒါပဲပြီးတော့အထူးသဖြင့်ဆံမိုးပေါ်ရောက်လာတဲ့အခါမှာ
ကျုပ်ကိုဖာလိုက်ဝဲဖို့ပေါ့နော်မိုင်လိုတော့ဘာပေါ့အားလိုလိုလည်းတင်းမရှိအမေဒါဘာအလုပ်လုပ်ပြီးတော့မှသူရှာပေးခဲ့တယ်ပေါ့နော်ပြီးတော့အဲ့မှာလဲသူကပြန်ချဈေးပဲရောင်းခဲ့တာဒါပေမဲ့ဖိုးသမားရတယ်သူကားတွေပဲသူကားတွေပဲအဲ့ဖိုးသမားတွေလာလို့ရှိရင်ငါသားနေကောင်းလားဆိုတော့နော်ဘာလို့လဲဆိုမှလေသူဈေးတွေပေးလိုက်အစာတွေပေးလိုက်နဲ့ဘလောက်များရှိသွားလဲမသိဘူးတန်လာပြေဆိုင်တပတ်မှာသူ့မှာအဲ့ဒီဖိုးသမားတွေကသူ့တွေကားတွေပဲဖြစ်နေတယ်ပြီးရကြတော့အခုအမေဆုံးသွားတဲ့နောက်မှာဒီအမေရဲ့ comment တွေအများကြီးကိုဖတ်လိုက်ရတယ်ပေါ့နော်အဲ့မှာအရင်တော့ကဘက်ကမှသူကြွေးမင်းခဲ့တဲ့ဖိုးသမားတယောက်လာမသိဘူး comment လာရေးထားအေးတဲ့ငါတော့တဲ့ငါအရင်ချစ်တာတဲ့ငါအရင်ဖျားတဲ့အချိန်မှာကျွန်တော်သူစီးပေးခဲ့တာဆိုတော့လေသူဆူတောင်းခဲ့တာပေါ့နော်အဲ့ဒါကြီးပြန်ဖတ်ရတဲ့အခါမှာလောကမှာရှိတဲ့အချိန်မှာသူကောင်းမှလုတ်ခဲ့တာပဲဆိုတော့တကယ်ပဲသိလိုက်ရပါတယ်ပြီးတော့နောက်ဆုံးမှာရလာကတခုပါလေဆိုကျွန်မအမအကြီးပဲကျွန်မအမအကြီးကသူကဒီတရုတ်လူမျိုးတွေနဲ့အိမ်ထောင်ကြတယ်သူကသူ့ရဲ့အမျိုးသားလည်းဒီယုံကြည်သူမဟုတ်ဘူးပေါ့နောက်ဆုံးမှာသူ့အမျိုးသားအရင်မြချင်းခံပြီးမှယုံကြည်မှုဖြစ်သွားတယ်ဒါပေမဲ့ကျွန်မအမအရင်ကောင်းပါလားသူကစီးပွားရေးပဲရှိတာအမတနင်္ဂနွေနေ့မှာဈေးမရောက်နဲ့လို့ပြောရင်တနင်္ဂနွေနေ့မှာနေမစားပဲနေမှာလားဆိုအဲ့လိုမျိုးလေဘလို့မှပြောလို့မရတဲ့အမကြီးသူ့ဘာမှမပြောလို့မရဘူးသူကဒီပစံရှာတဲ့ဘက်မှာသူကအရင်တော်တာဆိုတော့ဒါမဲ့သူကလေအမေကိုကြည့်ပြီးတော့မှသူ့လောက်ချမ်းသာတဲ့အမျိုးသမီးရတယ်အခုနုပြီးတော့မှလေဘုရားရဲ့ဒီအမှုတော်ဆောင်ထဲမှာပါလာတယ်ဘာဖြစ်လို့လဲဆိုအမေလိုပဲအမေကိုသူကအပြောဆုံးပဲအမေနင်းရှိတဲ့ပတ်စံတွေဘယ်ရောက်သွားလဲအရင်တော့ဆိုရင်အမေကဒီအရင်တော့ရဲ့ကျမတို့ပမာဒီမှာဆိုရင်ပေါ့နော်အရင်တော့လွတ်တော်အဖိုးနဲ့အဖွားတာနမလွတ်တော်အမလွတ်ခဲ့တာဆိုတော့သူ့ရဲ့တားကြီးနဲ့ညားတဲ့အခါကျတော့အမေကအရင်တော့ဆိုရင်အမွေတွေလည်းရခဲ့တာပဲအရင်တော့ဒါပေမဲ့အဲ့ဒီအမွေကိုဘာလို့လိုက်လဲဆိုအားလုံးပေးကန်းဆွန့်ကျဲအားလုံးကိုတော့လူဖြစ်အဲ့လိုမျိုးနဲ့ပဲသူဘာမှသူ့ရှင်မှာတုံရပဲဘာမှမရှိဘူးအခုလည်းဒါပေမဲ့သူ့မှာတုံရမရှိပေမဲ့လည်းဒီနေ့သူကကောင်းမွန်တဲ့အသက်က84နှစ်အချိန်ပေါ့နော်ကောင်းမွန်တဲ့သူနေတော့ရတာကိုကျွန်တော်တို့တွေ့တဲ့အခါမှာလောကမှာရှိတဲ့အချိန်မှာပစ္စံအရာတွေဟာစုမိဆောင်းမိဒါတော့လိုအပ်ပါတယ်ဒါပေမဲ့ဘုရားကြိုက်တဲ့အလုပ်ကိုလုပ်ချင်အောင်ပြောပါနော်။နောက်အသက်မပုံနဲ့ဆိုတော့အမေတင်ပေးခဲ့တာပါပဲလို့အဲ့ဒါကျွန်မအမျိုးသားကမှကျွန်မတို့ကပြောရတယ်။ငါတို့ညကပစ္စံလည်းမစုနိုင်ဘူးလား။မိမဆိုတော့နည်းနည်းတော့ဒီမှာဖြစ်တာပေါ့ဒီဆိုပစ္စံလည်းမစုနိုင်ဘူးနော်။နောက်ဆိုဘာလို့မလဲလို့သူပြောတဲ့အခါမှာနင့်အမေကြည့်ပါလားတဲ့။နင့်အမေတော့ပစ္စံကြမှမရှိဘူးလေတဲ့။ဒါမဲ့သူမှာအလားမ60ပို့ပေးမယ်လို့ရှိပြီးတော့မှသူ့ကိုပြုစုယူရမယ်လို့လည်းအနားမှာရှိနေတယ်တဲ့ပြီးတော့သူ့ရဲ့မြဲသူကဒီမြဲတွေကိုအရန်ချစ်တာမေတ္တာကိုပေးတဲ့အခါကျတော့လူတိုင်းကလေစိတ်တဲ့အတိုင်းဘယ်သူမှမရေးစားရအောင်တချို့လူတွေကကိုယ်စိတ်ခဲ့တယ်စိတ်တဲ့အတိုင်းရိတ်သိမ်းချင်တော့ရိတ်သိမ်းရတာပေါ့နော်အမေကအဲ့လိုမဟုတ်ဘူးသူကစိတ်တဲ့အတိုင်းအားလုံးကိုရိတ်သိမ်းခွင့်အတီးတွေကိုချွေစားခဲ့ရတယ်ပြီးတော့မြဲ19ယောက်14ယောက်ကိုသူပြုစုခဲ့တယ်။အိုးငယ်တွေကလည်းအဲ့လိုပြုစုပြီးတော့မှဖျားအမှုတော်ထဲမှာသူတင် जा ပေးတယ်အဲ့လိုမျိုးတွေလုပ်ခဲ့တဲ့အခါမှာသူကတည့်ရကြီးလာတဲ့အခါမှာအဲ့ဒီမြဲတွေကသူ့လေအဲ့ခုကျမအငယ်ဆုံးမောင်လေးရဲ့တောင်းဆိုဘယ်နှစ်ပဲရှိသေးလဲ16နှစ်နဲ့16နှစ်ကနေအမေဖျားတာချီသေးကအစာလုပ်ပေးတဲ့မြဲသူ့ရဲ့မြဲချီပေါ့နော်အဲ့ဒါကိုအော်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့အဖွားစီးကိုတက်တဲ့အခါမှာလို့ရင်လေးခွေထဲမှာထည့်ထားတာသူ့အဖေအဲ့ဒီကြောက်ကကမားတွေကယုံတယ်လေယုံတဲ့အခါကျတော့သူ့အဖွားစီးမိမှာဆိုတော့သူ့ရင်ခွေထဲမှာထည့်ထားပြီးတော့မှဘွားကိုတစ်ချက်ဖွားဒီကောင်းလားဘာလို့လုံးနဲ့ဆိုမှလေသူ့အဖွားကိုယူရကျင်လာပြီးတော့မှဒီအဖွားတွေကိုလေသူပေးနေတာကိုဗီဒီယိုထဲမှာကျွန်မတွေ့ရတဲ့အခါမှာကျမတို့84နှစ်အသက်ရှိလာတဲ့အချိန်မှာကျမတို့အဲ့လိုဖြစ်နေတာပါကျမတို့ပြုစုပေးနိုင်မှုများရှိနေမလားဆိုတော့အဲ့ဒါကိုတွေးပြီးတော့မှခံစားရတယ်ပေါ့နော်အမေကဆိုရတဲ့ဘာဖြစ်တယ်လဲပြီးတော့ဆိုအဲ့ဒါမလို့
ချင်းဘဝစားချင်တယ်ဆိုရင်အခါတိုင်းဖြစ်စီပေးတဲ့အရာကိုမြေးနေမှာကိုရှိတဲ့အခါစိုက်တဲ့အတိုင်းရည်သွင်းရတယ်ဆိုတာအမေဘဝပါပဲလို့အဲကြောင့်မို့ဒီနေ့ကပြောချင်တာကနောက်ဆုံးဒီပြေးသွားတဲ့အချိန်ပေါ့နော်သူ့ရဲ့ဆန္ဒသူကဘလောက်အထိစိတ်ဆက်တယ်လဲဆိုရင်သူဒီစကားမပြောနိုင်ပြီးဒီစကားဖြားနေအရာအကြီးအကျယ်မဖြားခင်ဒီတရက်မှာပေါ့နော်သူကဘာပြောလဲဆိုရင်သူကအားလုံးစီစဉ်ထားပြီးလားသူရဲ့ဒီအလောင်းမောင်ဘာငါဖန်ရတော့တော့ခေါင်းကိုဝယ်ဖို့ကဒီအခုသူ့ပြုစုတဲ့သူ့သားရဲ့နာမည်ကိုတစ်တာထဲမှာထည့်ထားပေးတဲ့တင်းနဲ့ဆက်အဲ့ဒါကျမတို့မသိဘူးအဲ့ဆိုတော့သူဆုံးသွားလို့ရှိရင်အင်ဂျီကိုဘာဝတ်ပေးရမလဲဆိုတော့သူ့ရဲ့ချွေးမအကြီးဆုံးပေးတဲ့အင်ဂျီဝတ်ပေးပါတဲ့ပြီးတော့သူ့ကိုကြိုတဲ့အခါမှာဘာဖြစ်လို့လဲဆိုတော့ဒီသူ့အမရဲ့အားသမီးတွေကလည်းသူ့အရာချစ်လေသူ့ထောင်တော့ဒီအမေဇူးရင်းတို့လေရင်းဆောင်ရဲ့အဖေတို့ကလေအဲ့တော့အမေတစ်ခါဖျားတဲ့အခါမှာဝိုင်းမောကအမျိုးတွေကအမေရဲ့အလောင်းကိုလာတောင်းတာအဲ့ဒီအချိန်မှာနင်တို့ကအမေအလောင်းကိုတောင်းမှအမေအလောင်းထမ်းဆောင်တော့မစိုးသေးခင်နင်တို့ကဘာဖြစ်လို့အလောင်းလာတောင်းနေရလဲဆိုအဲ့ဒါလို့ဆက်လုပ်လိုက်တာသူ့ထောင်ကလေသူ့ကိုတော့ရမ်းချစ်တော့လေအတော်ကပြောထားတယ်သူ့ရဲ့အိမ်မှာပဲတကြိုရမယ်ဆိုမှပြောထားတယ်ဆိုပြီးမှပေါ့နော်အဲ့လိုပြောထားတယ်ပြီးရင်ကျွန်မအကိုလောက်ကိုကြတော့အားလုံးပတ်စံအပြင်မှာသူအားလုံး management လုပ်အားလုံး dance ကိုပြောထားနိုင်ခဲ့တယ်ပေါ့အဲ့ဆိုသူလည်းလုပ်တဲ့ဆုံးတော့တဲ့အခါမှာဘာလုပ်ရမလဲဆိုတာချစ်ချင်းလေနော်ဘာမှတွေးတော့ဆရာမလို့ဘူးဒါလို့အားလုံးပြောထားတဲ့အတိုင်းပဲသူရဲ့ပို့ပြန်လာတယ်ပဲကျွန်တော်တို့လုပ်သွားတဲ့အခါမှာအောင်မြင်ပြီးတော့နောက်တော့တစ်ခုသူကချစ်ချင်းမြတ်တာဒီအေးရန်ကြီးအောင်ဒီကလည်းသူ့ကိုကောင်းကောင်းပြုစုတောင်းခဲ့တာလည်းနဲ့ကြော်လေအဲ့ဆိုဝိုင်းမော်ဘက်ကလည်းသူ့အရာချစ်တာသူဖျားတော့ဆိုဘယ်လောက်လဲဆိုရင်ဒီဝိုင်းမော်ကျွန်တော်တို့နေတဲ့ရက်ွက်ပေါ့နော်အဲ့ဒီကလူတွေဆိုပတ်စံလုံးဝမရှိကြဘူးဒါပေမဲ့အမေဖျားတယ်ဆိုတော့အားလုံးကလည်းမဖြစ်ဘူးတဲ့ဒီအဖေကိုကျွန်တော်တို့ကကိုယ်မယ်ဆိုပြီးမှသူတို့ရဲ့အိတ်ကိုရှိတဲ့ဒီအလူငွေအားလုံးပေါင်းပြီးတော့မှ10သိန်းကျော်ထည့်ကြတယ်ပေါ့နော်အမေကိုချစ်တယ်အမေကတကယ်ပဲသူတို့အရန်ကိုတန်ဖိုးရှိတဲ့အမေဖြစ်တဲ့အတွက်ကြောင့်သူတို့အဲ့လိုမျိုးသူတို့မှမရှိတော့ညာလဲပေါ့10သိန်းဆိုတာသူတို့အတက်ကအရန်ကိုများပြတယ်နော်ဒါပေမဲ့လည်းအမေရဲ့ချစ်ချင်းမြတ်တာလူသားအပေါ်မှာရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီနေ့သူ့ရဲ့သမီးဖြစ်ခွင့်ရတာဟာတကယ်ပဲဂုဏ်ယူပါတယ်လို့နောက်ဆုံးပြောချင်တာကမိဘကိုလုံခြုံခွင့်ရတဲ့အာခွင့်ကိုကျွန်မလည်းဒီနေ့မှရှင်းပါတယ်အခုတော့ကျွန်မအမေဖေကဆုံးသွားပြီပေါ့နော်ဒါနဲ့လည်းဒီမှာရှိတဲ့ဒီအကိုလေးအမေဖေရှိနေသေးတယ်ဆိုငါရှိလို့မိဘတွေအစဉ်ပြေနေတယ်လို့ဘယ်တော့မှမတွေးပဲနဲ့ပေါ့နော်ဒီရဲ့မိဘရှိရလို့တင်ဟာဖျားခင်ရှိမှာကောင်းချီးခံစားရတယ်ဆိုတော့မှပြီးတော့မှပေါ့နော်အသက်တာမှာတိဆောက်စရာဖြစ်ပါစေလို့လောနေနေကြပါရဲ့ကျေးဇူးတင်ပါတယ်အဘနဲ့ကျမတို့ကရန်ကုန်ကချင်နှစ်ချင်းအသင်းတော်မှာလူငယ်ဘဝမှာသူ့ရဲ့ cousin တွေရောနော်ကျမတို့ကအတူတကွကြီးလာတဲ့ခါမှာသူကကျမကိုနည်းနည်းကြည့်ပြီးအားကိုးရှာပြီးတော့ပြောတာပေါ့နော်ဆိုတော့သူ cousin တွေလည်းကျမကောင်းကောင်းတကယ်ချင်းမိသားစုကိုခင်မင်းနဲ့မိသားစုဖြစ်ပါလေလို့ခုချိန်မှာတော့ဖြစ်ရင်ခုပေါ့တက်လက်အိမ်ထောင်တဲ့အမျိုးသမီး၃ယောက်ရဲ့ဂုဏ်တော်ချီးမွမ်းတဲ့အတိုင်းကြားရမှာဖြစ်ပါလေ哦，买叫得过来，你看，买那可惜了嘞。ရည်ရွယ်ပြီးတော့မှပေးချင်တဲ့ message ကတော့ခုချိန်ခါမှာပေါ့နော်ကပ်ပြီးအမျိုးမျိုးကြောင့်ပေါ့နော်လူတွေကမနေ့ပြန်ကြရင်ဘာဖြစ်မယ်မသိတဲ့အချိန်မှာအားလုံးဟာပေါ့နော်တေဆုံးကြတယ်ဒါပေမဲ့ဒီလိုလူတွေကဖျားသခင်ရဲ့အိမ်ဝင်ကြီးတရားကိုကြားပြီးတော့တင်းတဲ့လူကိုသေဆုံးသွားတဲ့လူတွေလည်းရှိတယ်မကြားမနဲ့သေဆုံးသွားတဲ့လူတွေလည်းရှိပါတယ်လို့ဒါကြောင့်ကျမတို့အရောက်စီတိုင်းအတွက်တတိပေးပြီးတော့ပေးခြင်းပြီးတော့လည်းအတွက်ဒီတချင်းကိုဘုံတော်ချီးမွမ်းခြင်းဖြစ်ပါတယ်လို့ကခင်အဲ့ဝေဒီတရားကိုလူတိုင်းကိုဝင်ပြနိုင်ဖို့လူတိုင်းကြားနိုင်ဖို့ကျမတို့မှာတာဝန်ရှိပါတယ်ဆိုတဲ့အရာကိုပေါ်ပြလိုခြင်းဖြစ်ပါတယ်လို့
ချိန်မှာတော့ဖြစ်ရင်အော်ချောတို့ဂီတာအဖေပါဝင်ဆက်ကတဲ့ဆရာတမ်လာပါကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ဖြစ်ရင်ကျမတို့မြန်မာ Christian Fellowship Front Room မှာရှိရဲ့ဆရာတော်ဆဆန်ပီကနေပြီးတော့မှအထူးဆုတောင်းခြင်းစီစဉ်ဖြစ်ပါတယ်ဆရာကျွန်တော်ဒီလိုစတောင်းရအောင်မြေတားတော့ရှိဖာပြအောင်အာမီတို့ဒီဘောကနိုင်သက်ရှိရခိုင်တဲ့ခါမှာဒီတော့ပြည်စင်ခြင်းဒီတော့နေထိုင်ခြင်းဒီတော့မြေတားတဲ့ခြင်းကိုဖေးခေါ်တော့ခြင်းရှိတယ်ဘုရောကိုရှိဂျေဇုကိုအဖြစ်ကိုရှိအွေးနဲ့နိုင်သာသမီတို့ဒီလောက၌ရှိတော့ဖြစ်တာဖေးခေါ်ခြင်းကောင်းကြီးပေးတာဖြစ်ပါတယ်ကိုရှိပို့ဆောင်ခဲ့တဲ့ဒီနေ့အန်ဒီတို့ကြခိုင်နဲ့ပတ်သက်တဲ့မိသားစုပါဆိုလို့ရှိရင်အန်ဒီရဲ့ယုံကြည်ခြင်းမှနေ၍မိသားစုပေါ်၌ကောင်းကြီးကိုတက်ရောက်စေခဲ့တော့ပုံသက်တည်ဖြစ်ဟာဖျားရှိရင်ွေတော်တို့ပြန်သွားတော့အန်ဒီရဲ့ယနေ့အောင်မေွယ်ပြန်လဲပြီးတော့မှမိသားစုအတွက်မြစ်သိမ့်ွယ်အစီအဝေးလေးဖြစ်ပါတယ်။ဒါကြောင့်ဘုံတော်ဝင်လာတော့ဟာဖျားရှိရင်ွေတို့ပြန်သွားတော့အန်ဒီအတွက်ကျေးဇူးတော်ချီးမွမ်းတော်ကျင့်ရတော်မိသားစုလည်းကိုရီးယားလက်ဝဲတော့ဆက်လက်ပြီးတော့မှအနံပါတယ်။တမက်ဖြစ်တော့ကိုခေါင်းစီနဲ့သမီးဖြစ်တော့မဘာရိုင်းတို့ဤဝိငါခြင်းအထုပ်ကတိပြောဆိုခြင်းအဖြစ်အန်ဒီလောက၌တက်ရှင်နေထိုင်တဲ့အခါမှာကိုရရှင်ပေးထားသောစေစားခြင်းကိုရရှင်အသက်ရှင်ခိုင်းသောမြစ်တာကိုမိသားစု၌တော်၎င်းအသင်းတော်၌တော်၎င်းမိမိနဲ့ဆက်ဆိုင်သောသူကိုကိုလေးမြချစ်တော်အသက်တာအဖြစ်ဟာဖျားရှင်ရဲ့ဘုန်းတော်ကိုထင်ရှားသောသမီးကြီးဖြစ်ခဲ့တဲ့အတွက်လည်းကျေးဇူးတော်ချီးမွမ်းပါတယ်။ကိုရရှင်ဒီသမီးကြီးဟာယနေ့ပရာတိတုကို၌ကိုရရှင်နဲ့သူရှိနေပြီဆိုတော့သာသမီးတို့နောက်ကပတ်တော်အဖြစ်သိရတဲ့အတွက်အန်တီအတွက်ကျေးဇူးတော်ကိုချီးမွမ်းလို့ယနေ့ကြည်ရစ်တော်သူမိသားစုပေါ်၌လည်းဆက်လက်ပြီးမှဝိညာဉ်တော်မှလာတော့နှစ်သိမ့်ခြင်းနဲ့ကောင်းကြီးမင်္ဂလာသူတွေအသက်တာရမှာဆက်လက်ပြီးမှလမ်းပြဖို့ဆောင်ပေးတာနားတော်မူပါဂျာမနီ၌ရှိနေတော့မိသားစုမြန်မာပြည်၌ရှိနေတော့မိသားစုကဘာရဲ့ရဲ့၌ကျင့်ရတော်မိသားစုအရောက်စီတိုင်းကိုကိုရီးယားလောက်ဝယ်လို့ဆက်လက်ပြီးတော့မှအနံပါတယ်မိခင်ကြီးဟာယနေ့တာသမီးတို့နဲ့ခွဲခွာသွားတော်ညာလဲအိမ်တော်ပြန်သွားပြီးတော့မှတာသမီးတို့ကိုကောင်းကင်နိုင်ငံတော်၌အရင်စောင့်နေခြင်းဖြစ်ပါတယ်ထို့ကြောင့်ကျင့်ရတော်မိသားစုအရောက်စီတိုင်းရဲ့အသက်တာတွင်နဲ့မှာလဲမိခင်ကြီးကျေးခဲ့တော်ယုံကြည်ခြင်းမျိုးစိတ်ဟာဆိုလို့ရှိရင်ဆက်လက်ပြီးတော့ရှင်တန်ပေါက်ပွားပြီးတော့ယုံကြည်ခြင်း၌ရှင်လင်းစွာကယ်တင်ခြင်း၌ယုံကြည်စိတ်ချရတော့အသက်တာအဖြစ်ဆက်လက်ပြီးဘုရားရှင်နိုင်ငံတော်နဲ့ဘုန်းတော်ထင်ရှားတော့တာသမီနဲ့မိသားစုများဖြစ်ပေါ်ရလဲလမ်းပြဖို့ဆောင်ပြီးတော့မှာပါဇာပနာခန္ဓာအလုံးစုံကိုလည်းကိုရှင်ဂျေဇုတော်အဖြစ်ကောင်းမွန်စွာလှုပ်ဆောင်ပြီးတော့အခွင့်ကိုပေးတဲ့အတွက်လည်းဂျေဇုတော်ချီးမွမ်းပါတယ်ကိုရှင်မိခင်ကြီးဟာအင်မတန်မှဉာဏ်ပညာအမျော်မြင်ရှိတော်မိခင်ကြီးဖြစ်တယ်ဆိုတာကိုလည်းကြားသိရတဲ့အတွက်ဂျေဇုတော်ချီးမွမ်းပါတယ်ဤကဲ့သို့ငွေကြေးမြောက်များစွာခြံထားခြင်းမရှိတော်ညာလဲငွေကြေးတဲ့တန်ဖိုးရှိတော်ဝိညာဉ်ရေးရာကြီးအမွေအနှစ်နဲ့ပညာအမွေအနှစ်တို့ကိုမိသားစုပေါ်၌ထားရှိခဲ့တဲ့ဤအမွေအနှစ်တို့ဟာဆိုလို့ရှိရင်တာသမီးတို့သုံးမကုန်တဲ့တာသမီးတို့ရဲ့ဘဝမှာတာရွတ်တန်ဖိုးရှိတော်အမွေအနှစ်ဖြစ်ပါတယ်။ထို့ကြောင့်ဤကဲ့သို့ကျင့်ရတော်မိသားစုများရှစ်ဆက်လျှောက်နိုင်ရမယ်ခရီးမှာဝိညာဉ်ရေးရာ၌ကြန့်ခိုင်ပြီးတော့မှပုံသက်သေရှိတော်မိခင်၏ခြေလမ်းတိုင်းဆက်လက်လျှောက်လမ်းပြီးတော့မှမိသားစု၌တော်၎င်းအသင်းတော်၌တော်၎င်းဘေးပေါက်ဝန်းကျင်၌တော်၎င်းမြတ်တာအဖြစ်ပမာတရားအဖြစ်ဆက်လက်ပြီးတော့မှကြန့်ခိုင်စွာအသက်ရှင်တော်ဘုန်းတော်ထင်ရှားတော်မိသားစုဖြစ်ပေါ်ရလမ်းပြဖို့ဆောင်ပြီးတော့ပါဆက်လက်ပြီးတော့မိသားစုအသီးသီးမှမိအကျံစီမိလှုပ်ဆောင်ရေးအမျိုးမျိုးကိုလည်းဆက်လက်ပြီးမှလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ကိုကြောင့်နေရတီးတီးမှရှိနေတော့လှုပ်ဆောင်မှုတစ်ခုစီတိုင်းကိုလည်းကိုရရှင်လမ်းပြပို့ဆောင်ပေးတော်မူပါ။အခုတစ်ဖြစ်မိခင်ကြီးနာမကျမ်းဖြစ်နေတဲ့အချိန်မှာမြတ်တာပြခြင်းပြုစုခြင်းဆွေမျိုးသားချင်းအရောက်စီတိုင်းကိုလည်းကိုရရှင်ဆက်လက်ပြီးတော့မှကောင်းခြင်းမင်္ဂလာလမ်းပြပို့ဆောင်ပေးတဲ့နာတော်မူပါ။သူတို့ရဲ့လိုအပ်ချက်အလုံးစုံတို့ကိုကိုရရှင်ရှေ့မဆွကြရကပဲသိပြီးတော့မှကိုရရှိရဲ့ကောင်းကြီးမင်္ဂလာဟာပြင်ဆင်ထားလျက်ရှိပါတယ်။ထို့ကြောင့်ဆက်လက်ပြီးတော့မှကျင့်ရတော်သူတို့ဒီယုံကြည်ခြင်းအဖြစ်ကိုရရှင်လမ်းပြပို့ဆောင်ပြီးတော့လမ်းချတိုင်းဆက်လက်
သွားနိုင်ခြင်းအလင်းရှိဖို့လို့ငါအသွင်းနှလုံးသားကိုလည်းကြန့်ခံခြင်းလမ်းပြပို့ဆောင်ပေးတော်မူပါကိုရရှိယနေ့ဤနေရာကိုရောက်ရှိလာတော့သူအရောက်စီတိုင်းကိုလည်းကိုရီးယားလက်ဝဲအနံပါတယ်ယနေ့သွားမြင့်တော်သူဟာလောကခီးကိုပြီးဆုံးပြီးတော့မှဖဖယားရှင်ရင်ဝင်တော်၌ငြိမ်းချမ်းစွာရှိနေပြီဖြစ်ပါတယ်သို့တော်လောကလမ်း၌ရှောက်နေတော့တာပီတယောက်စီတိုင်းဤလောက၌လမ်းခီးပျောက်ဆုံးသွားခြင်းမရှိပဲနဲ့ဤလောက၌မိမိ၏လိုအပ်နေတော့အရာတွေနောက်တော့လိုက်ပြီးတော့မှလမ်းနှစ်တွဲကိုအဘေကဲတို့ရွေးချယ်မှမသိပဲမဖြစ်စေဖို့ရအတွက်ကိုရရှင်သာသမီတို့ကိုဉာဏ်ပညာပေးသနာတော်မူပါယနေ့လာရောက်နှစ်သိမ့်သောလူအယောက်စီတဲ့အသက်တာတွင်ထဲမှာမိသားစုကိုနှစ်သိမ့်ခြင်းမေတ္တာပြယုံမြမကမိမိရဲ့အသက်တာမှာလည်းနှုတ်ကပတ်တော်အဖြစ်နှစ်သိမ့်ခြင်းခံယူပြီးတော့မှဝိညာဉ်တော်အလင်းပေးတော်တမန်တရားရဲ့လမ်းပြပို့ဆောင်ခြင်းအဖြစ်ကိုရရှင်ရဲ့လမ်းခီးနဲ့ရှောက်လိုက်နိုင်တော့တာသမီများဖြစ်စေဖို့ဆက်လိုက်ပြီးတော့မှလမ်းပြပို့ဆောင်ပေးတော်မူပါယနေ့တာသမီများဤလိုအပ်ချက်လုံးစုံနဲ့ရှင်းဆက်ရှောက်လိုက်ရမယ့်ခီးတစ်ခုစီတိုင်းကိုကိုရီးယားလက်ဝဲတော့အနန္တခါမှာကိုရရှင်ထာမလာတော့ကောင်းကြီးမင်္ဂလာနဲ့လမ်းပြခြင်းဒီတော့ဗန်ရိုင်းမိသားစုနဲ့ဘာရဲ့၌ရှိနေတော့မိသားစုအတီးတီး၌တက်ရောက်ခြင်းရှိစေပါမိကြောင်းတပါးသီးတော်တော့ယေရှုနာမ၌ဆုတောင်းရစက်ကအနန္တပါဖပါဗျာအာမင် ချိန်မှာတော့ဒီမြန်မာခရစ်စတန်ဖယ်လိုရှစ်ရဲ့ group song ကိုကြားနာခြင်းအားဖြင့်ဘုရားစီဝေကိုဆက်လက်တင်ပြဖို့ဖြစ်ပါတယ်။ဒီနာလေးမှာစီးလိုက်ဖွားတယ်ဗလားဒီကနေ့နဲ့အေးနော်လည်းဒီကနေ့နဲ့အော်လူတော့ညာနည်းရှော့ဒီကဆောစားရရလားတိုင်းရှိတယ်မရှိThank you.
အခုအချိန်မှာတော့ဖြစ်ရင်ကျမတို့ရဲ့ဒေသနာတော်ကြားနာမယ့်အစီအစဉ်ဖြစ်ပါတယ်ဒေသနာတော်ဝင်ငှမဲ့ဆရာတော်ကတော့ကျမတို့ကချင်ပြည်နယ်မှာရှိတဲ့ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာရှိတဲ့ကချင် Theological College and Seminary ရဲ့ကျောင်းအုပ်ဖြစ်ကြောင်းဖြစ်လဲဖြစ်ပါတယ်လို့ဒါကြောင့်ခုအချိန်မှာတရားဒေသနာတော်အတွက်တိတ်ခါတော်ရဆရာတော်ဒေါက်တာစင်ဟန်လက်နာကိုအချိန်ပေးပါလိမ့်ရှင် ရှေးစွာရခင်ရဲ့ကျေးဇူးတော်ကိုသူပဲရှိမှပါနဲ့။ဂျာမနီပြည်မှာရှိနိုင်ငံမှာရှိနေတဲ့ကျွန်တော်တို့ဘာဒီကမိတ်ဆွေများအားလုံးကိုပြည့်စုံပြရတာဖျားခင်ကျေးဇူးတော်ဖြစ်ပါတယ်။ကျွန်တော်အနေနဲ့တော့ဒီဂျာမနီပြည်ဥရောပတိုင်းဒေသတာမအဆုံးအချိန်ဖြစ်ပါတယ်ပေါ့နော်။ဒီကစားတော့ကျွန်တော်ဂျာမနီနိုင်ငံနဲ့ကျွန်တော်ဗမာပြည်တော့အလောင်းလေးပါတော့ကျွန်တော်ဗမာပြည်မှာကျွန်တော်ဂျာမနီစကားဆိုတာဂျာမန်စကားဆိုကြားလည်းမကြားဘူးပေါ့လေဒီမှာလည်းမပြောကြဘူးအဲကြောင့်ဒီမှာရောက်လာတဲ့ခါမှာကျွန်တော်ဘယ်သူရှိမှလည်းကျွန်တော်မသိဘူးပေါ့လေဒီမှာရောက်မှတွေ့ကြရတာဖြစ်ပါမယ်ဒါပေမဲ့ကျွန်တော်ဒီချင်းတွေများမှာစတော့ဘုံကတော့ဆွေးနွေးတွေကြည့်ပါမယ်ဒီယူတာမှာဘုရားဆိုမှရောက်လာတဲ့ခါဒီတိုင်းကျွန်တော်မိတ်ဆက်တဲ့ခါမှာအားလုံးဆွေးနွေးဖြစ်ကြတယ်ဖြစ်ပါတယ်အဲ့ခါကျတော့ဒီမှာရောက်လာတဲ့ခါမှာမျိုးတွေကျူဆိုတဲ့ဒီသားစုရဲ့ရောက်စီတဲ့တဲ့ချင်းတွေကြောင့်ဒီမှာဆိုပြောကြလို့ပါတယ်လို့ကျွန်တော်ပထမဆုံးပါရောက်လာတဲ့ခါမှာလည်းအားငယ်ဆိုတော့ကျွန်တော်အသက်အရွယ်ပြောရှိတဲ့ကျွန်တော်ကအားငယ်လို့ဒီလိုဒါပေမဲ့ဆာမန်စကားတဲ့တော့မှမသိအားမလည်းမသိတဲ့ခါတော့အားငယ်တော့ဒီကမိတ်ဆွေတွေနဲ့တွေ့တဲ့ခါမှာဒီမှာရလာတဲ့အကြောင်းနဲ့ပြောကြလို့ပါတယ်ဒီတော့ဒီမှာရောက်ရှိနေတဲ့ကျွန်တော်ဗမာပြည်ကရောက်စီတယ်မလဲကျွန်တော်လည်းတော့ချီးကျူးပါတယ်တော့ခက်ခဲတဲ့နေရာမှာဂျာမန်စကားလုံးတွေစားတဲ့ခက်ခဲတဲ့နေရာမှာညာကြီးပြောနေကြပါလေနော်ဒီမှာပုံစံမျိုးစုံနဲ့ခက်ခဲမျိုးစုံကြားတဲ့နေရာလာဒီမှာဆူဆူစီစီတက်တဲ့ဝန်းနဲ့နေနေတာပြည်တဲ့ကြောင့်လည်းဒီလိုချင်းမှာပါတယ်ဒီနေ့သူပြန်မှာပါမယ်မိသားစုဖြစ်ပေါ်တဲ့စီစီတွေကြောင့်ပြောကြလို့ပါတယ်ကျွန်တော်တို့ဘာမှမသိခဲ့ကြဘူးလေနော်ဒီမှာဘယ်လိုလဲဒီစုံပြရတဲ့ကြောင့်လည်းဝန်တာတဲ့ကြောင့်ပြောကြလို့ပါတယ်ဒီနေ့ကျွန်တော်တို့ခုမှယူဖို့အတွက်တန်းစာ
ပိုက်တုံးပိုက်တော့ဖတ်ပါမယ်ပထမကျမ်းစာကဒီတရားဟောရကျမ်းအခန်းကြီး8ငွေ1ဖြစ်ပါတယ်တရားဟောရကျမ်းအခန်းကြီး8ငွေ1ဘုရားသခင်သာဝရဘုရားသည်တင့်ကိုနှိမ်ချစုံစမ်း၍ပညာတော်တို့ကိုကျင့်ချင်သောစိတ်ရှိသည်မရှိသည်ကိုသိမြင်ကြောင်းလူခဲ့ပြီးတော့အနည်း40ပတ်လုံးတော်၌တော၌ပို့ဆောင်တော်မူသောလမ်းခီးတစ်လျှောက်လုံးကိုအောင်မြင်ရမည်နောက်တစ်ခုကဆာလံကျမ်းအခန်းကြီး9အမြင်7ဖြစ်ပါတယ်အခန်းကြီး7အမြင်7သာဝရဘုရား၏အမှုတော်တို့ကိုအောင်မြင်ပါမည်ရှေးကာလ၌ကိုယ်တော်ပြုဘူးသောအံ့ဩဖွယ်တို့ကိုအောင်မြင်ပါမည်နောက်ချက်ကကျွန်တော်ဖိလိပ္ပိဩဒါစာအခန်းကြီး3အမြင်7ဖြစ်ပါတယ်ညီကိုယ်တို့ငါကံမိပြီဟုကိုယ်ကိုမထင်တော်လဲငါပြုသောအမှုတစ်ခုဟူမူကားနောက်ကြသောအရာတို့ကိုမမပေရှင်း၌ရှိသောအရာတို့ကိုလမ်းကန်၍ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်အထက်အရမှခေါ်တော်မူခြင်းနဲ့ဆိုင်သောဆုကိုရခြင်းကဘတ်တော်တိုင်လုံးကလိုက်ပြီးဒီနေ့ကျွန်တော်တို့ခရိယန်တွေရဲ့အတ္တကိုပြန်ကြည့်တဲ့အခါမှာဘာကိုယုံကြည်ပြီးမှဘယ်လိုအသက်ရှင်နေကြတယ်ဆိုတာပြောစရာတော့အများကြီးရှိပါတယ်။ကျမ်းစာတစ်ခုလုံးမှာကျွန်တော်တို့အများကြီးရှိပါတယ်။ဒါပေမဲ့အတူချုံနဲ့အနည်းချုပ်ပြောမယ်ဆိုရင်ဒီနေ့ကျွန်တော်ခရိယန်တွေရဲ့အတ္တကဘယ်ပုံမှန်လို့ဒီနေလဲဆိုရင်မျောလင့်ခြင်းနဲ့အောင်မြင်တရားခြင်းဒီတစ်ခုကကျွန်တော်ရဲ့ခရိယန်တွေအတ္တဖြစ်ပါတယ်။ကျွန်တော်ကချင်းလို့ပြောတော့မြင့်မတာကိုညော်လေးနဲ့မြင့်မတာအောင်မေတ္တိယမြေဒုမိုင်ဒီမှာအောင်မေတ္တိယကျွန်တော်ခရိယန်တွေတက်တာကဒီတစ်ခုဟိုမှာဘူဒီမှာယုံကြည်ခြင်းမှာကျွန်တော်ဒီဆောက်ထားခြင်းဖြစ်တယ်လို့ပြောကြားလို့ပါတယ်အကျိုးဖြစ်ကျွန်တော်တို့လူတွေကတော့မျောလင့်ခြင်းနဲ့အသက်ရှင်ကြတယ်အကျိုးဖြစ်ကျွန်တော်တို့ငြိမ်ရတဲ့လူတွေပေါ့နော်အဲ့ငယ်တဲ့ချိန်မှာတော့ဘုရားကျွန်တော်တို့မျိုးရင်းချဒီမှာရောက်နေကြတဲ့လူတွေချိုးဆိုရင်လူကြီးတဲ့လက်သက်မှာရောက်လာတယ်ဒီမှာတမမျိုးရင်းချင်းနဲ့ရောက်လာကြလို့လူကြီးပါဒီမှာမျိုးရင်းချင်းမရှိဘဲနဲ့တော့ခက်ခဲတဲ့နေရာတိုင်းကြီးကျွန်တော်ရဲ့ကိုယ့်ရဲ့မွေးရမင်းနဲ့ဝေးပါတဲ့နေရာဒီမှာလာကြမှာကျွန်တော်နေတဲ့ဒီချိန်မှာကျွန်တော်ကြီးလာရင်ဘာဖြစ်မလဲဘာလုပ်မလဲကျွန်တော်မျိုးရင်းချင်းနဲ့တက်ရှိကြပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ဘုရားတင်တော့ဘတ်တော်လဲကျွန်တော်တို့ဒီမျောလင့်ခြင်းအကြောင်းကိုသင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကမျောလင့်ခြင်းနဲ့အသက်ရှင်တဲ့အခါမှာအသိပဲရှိပါတယ်ကျိုးစားခြင်းစိတ်ရှိပါတယ်အခုကျွန်တော်တို့ပုံပြတဲ့အတိုင်းကျွန်တော်တို့ဘုရားပြည်ကြီးကအင်မတန်မှဖြစ်ခဲ့တဲ့အချိန်အင်မတန်မှဘယ်လိုပြောမလဲ有点轻易没得情绪吧，他们ကျွန်တော်တို့ဆက်ပြီးမှအသက်ရှင်နေကြဆိုတော့ကျွန်တော်ဘလောက်ခက်ခဲတဲ့အချိန်မှာဖြစ်ပါစေကျွန်တော်တို့ရောရင်းချင်းကပျောက်ပြေသွားပါဘူးဒီခါကလေးတရားဆိုပြောမှလည်းခက်ခဲတဲ့အချိန်ဖြစ်သွားတယ်ဘုရားခင်ကကျွန်တော်တို့ယုံကြည်ခြင်းခွန်အားပေးပါမယ်ဒီယုံကြည်ခြင်းခွန်အားကကျွန်တော်တို့ကိုခက်ခဲတဲ့အရာကနေလွတ်မြောက်နိုင်ဖို့အတွက်ရောရင်းချင်းကိုပေးပါအဲ့တော့ဒီဘုရားတော်တော်တမချမ်းသာကိုကြည့်တဲ့အခါမှာအစားဆုံးကြည့်တဲ့အခါမှာဒီယုံကြည်ခြင်းကကျွန်တော်ရောရင်းချင်းကိုဖြစ်ပေါ်စေတယ်ဆိုတဲ့အကြောင်းကိုသိရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အသက်တွေကြီးလာတဲ့အခါမှာကျတော့ကျွန်တော်ကပိုပြီးမှအောင်းတဲ့ဒီရတာပဲဖြစ်သွားတယ်။ကျွန်တော်တို့တက်ရှိတဲ့အချိန်ကလည်းကြာခဲ့ပြီကျွန်တော်တို့တုံ့ပြန်ခဲ့ရတဲ့အတွေ့အကြုံတွေလည်းအများရှိခဲ့တယ်။အခါကျတော့ကျွန်တော်တို့
အောင်မြင်တည်းရချင်းအဲ့ဒါကကျွန်တော်တက်တာမှာအရေးကြီးတာပေါ့အခုကျွန်တော်တို့အသက်ရလာတဲ့50ကျော်လာပြီ60ကျော်လာပြီဆိုရင်ကျွန်တော်ရှေ့အနာဂတ်သိမကြည့်တော့လွန်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုတက်ရှင်ခဲ့လဲကျွန်တော်တို့ရဲ့ဖေးမေတွေဘုရားတွေကြောင်းကျွန်တော်တို့မြေဘဝကအကြောင်းတွေပြန်သိရပါတယ်ဒီလိုပဲကျွန်တော်ဒီကျွန်တော်တို့ခရစ်ယာန်ယုံကြည်ခြင်းကလည်းအဲ့ပုံမှာဒီဆောက်တာတကယ်စတမကျမ်းစာဟာဆိုတော့ဒါလည်းအောက်နဲ့တတိယတဲ့လူတွေတောင်းဖြစ်ပေါ်လာခြင်းဖြစ်ပါလေလို့ပြောကြလို့ဘာလို့လဲဆိုရင်တမကျမ်းစာဆိုတာဒီတနေ့ကဖြစ်တဲ့အကြောင်းအရာတွေရေးနေတယ်ဟိုလူခဲ့တဲ့နေ့ပေါ်များဆိုတော့ဖြစ်ခဲ့တဲ့အရာဒီဣတိလလေးမျိုးတွေလည်းတို့လူမျိုးတွေအကြောင်းတို့ခဲ့တဲ့ချိန်မှာတို့ဘယ်လိုကြုံဆုံခဲ့တဲ့အကြောင်းဒုံရတဲ့အကြောင်းဘုရားခင်တို့ဘယ်လိုလမ်းပြခဲ့တဲ့အကြောင်းအဲ့ဒါတွေကိုတို့ပြန်မျိုးလေးပြန်တတိယပြီးမှကျမ်းစာကိုတို့ပြန်ပြုစုခြင်းဖြစ်ပါတယ်တမန်တော်ကျမ်းစာကိုကြည့်တဲ့အခါမှာလည်းအဲ့တိုင်းပါတခင်ယေရှုကသူဘာစာမှမရေးခဲ့ဘူးကျမ်းစာမရေးခဲ့ဘူးယေရှုကအဲ့ဒါသူတပည့်တွေဒီမောင်းလိုက်ဒီတပည့်တော်တွေကခင်ယေရှုမရှိတဲ့နောက်ပိုင်းမှာတို့တခင်ယေရှုကိုတတိယရတယ်အောက်မြစ်တယ်ခင်ယေရှုတို့ကိုပြောကြားခဲ့တဲ့သင်ကြားပေးခဲ့တဲ့အရာကိုသက်ရှင်ခဲ့တဲ့အရာတွေကိုတို့ပြန်လည်းတတိယပြီးမှတို့တတိယတဲ့ဟာတွေကိုပြန်လည်းမတန်တင်ခြင်းအပြင်ကျမ်းစာဖြစ်လာခြင်းဖြစ်ပါတယ်အဲဒီကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ပြည့်ရဲ့တက်တာမှာမျိုးရင်းချင်းနဲ့ပြန်လည်းအောက်မြစ်တတိယခြင်းဒါကျွန်တော်တို့ဒီမှာရေးကြည့်တဲ့အကြောင်းနဲ့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဘုရားခင်ကိုယ်တော်ရှင်ခင်ပြုတော်နဲ့အကျိုးကောင်းတွေဖြစ်တယ်ကျွန်တော်တို့ရဲ့မိမိခင်အဖွားကျွန်တော်ဒီဖိုက်ကြခိုင်းတော့နာကျွန်တော်တို့အပန်တွေတိတ်ခံတော့တယ်မှာအများကြီးကျွန်တော်အားရပါတယ်လို့ဒီတော့ပထမတိုင်းတိတ်ခံတော့တရားဟောတော့ချင်းဖြစ်ပါတယ်ကိုကျွန်တော်ဒီတရားပဲဘာလို့ဖြစ်စေတယ်ဘယ်လိုဖြစ်ပါလဲတော့ကြားတော့တဲ့အတိုင်းဆိုသူ့ကိုကျွန်တော်ဒီလိုတော့မကြည့်နေတာဒါပေမဲ့အခုနားနဲ့ဒီမှာကြားရတဲ့ဟာဆိုဒီမှာကရောက်စီတဲ့ခမရမယ်လို့မျိုးလေးမှာကျွန်တော်အမေရှိတဲ့ဒီလိုတော့လေအမေတတိယတွေများဂျာကိုင်းဆိုတာကဂျာဆိုတာကရွှေပေါ့လေနော်ဘယ်မှာပြတဲ့ဒီကဂျာလဲဟုတ်တယ်မာတယ်ပေါ့ရွှေလည်းဖြစ်တယ်မာလည်းမာတယ်ဒီနေ့ကျွန်တော်တို့ဒီလိုမျိုးမျိုးသမီးတွေဒီလိုဒီခင်တွေရှိလို့ဒီနေ့ကျွန်တော်ဒီတာသမီးတွေမျိုးလေးချင်းနဲ့တက်ရှင်နေချင်းဖြစ်တယ်လို့လည်းကျွန်တော်ပြောကြလို့ပါကျွန်တော်မျိုးဆိုလည်းမိုးဆိုးမှငွေတွေလည်းမိုးဆိုးမှဖြစ်ခဲ့တယ်ခုကလေးတွေကိုဒီလိုလမ်းပြခဲ့တယ်ဒါလည်းကျွန်တော်ပြန်ပြီးရတယ်ဆိုလိုချင်တာကဒီနေ့ကျွန်တော်တို့ရဲ့ဒီခင်ကြီးကိုဟောလို့ပဲနော်ဒါလည်းဒီရတယ်ဆိုတာဒီနေ့ကျွန်တော်တို့ကိုသူဆွေးချင်းကလည်းလူမျိုးဖို့တဲ့ဟုတ်တယ်ဒီပုံဒီမှာကျွန်တော်ရှေ့နာကမှာကာဒီနီတွေမြေတွေရဲ့ငါကပုံမှာအတိတ်ပဲရှိတဲ့အောင်မြင်တဲ့အသက်တာရရှိတာဖို့တဲ့ကျွန်တော်ကျေးဇူးတော်ချီးမွမ်းခြင်းကောင်းကြီးမင်္ဂလာကိုပြန်ရခံရခြင်းဟုတ်တယ်လို့ကျွန်တော်လည်းပြောကြားလိုပါတယ်အခုလည်းဆိုရင်ကျွန်တော်ဒီကိုကျွန်တော်ပြန်အောက်တဲ့ဒီရတယ်ဆိုတာကဘာကိုပေါ်ပြနေတယ်ဆိုကျွန်တော်ကကျေးဇူးတင်ခြင်းကိုဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီတော့ရောက်စီတိုင်းကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီတပတ်တရားရဲ့ကျေးဇူးအဖြစ်နဲ့ကျွန်တော်တက်ရှင်ပြရခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ယုံကြည်ခြင်းနဲ့ပြောတော့ဘုရားရှင်ကျေးဇူးတော်ဒါပေမဲ့ဘုရားရှင်ကျေးဇူးတော်ကကျွန်တော်စီမှာဆိုင်ရိုက်ရောက်လာတဲ့ဆိုတာတဲ့ကျွန်တော်ရဲ့အဖေအမေတွေအားဖြင့်ဘုရားရှင်ကျေးဇူးတော်ဘုရားရှင်ကျေးချင်းမြတ်တာကိုကျွန်တော်ခံစားရရှိခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သိရဖို့လို့ပါဒီကနေ့ပတ်မှာကျွန်တော်မိခင်များနဲ့ကျွန်တော်ကျင်းပခင်မိခင်များဟာဆိုရင်ဒီနေ့ကျွန်တော်တို့ဖျားခင်ရဲ့ဒီအဆိုမင်းကဘာပြောလဲဆိုရင်ဖျားခင်ကသူနေရာတကာတိုင်းမှာသူမရောက်နေတဲ့အတွက်ကြောင့်မိခင်များကိုသူဖန်ဆင်းခြင်းဖြစ်ပါတယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်အမေတွေမိခင်တွေဆိုတာကဒီရှုဖြစ်တော်ရဲ့မြတ်တာကိုလူသားတယောက်အနေနဲ့အပြည့်စုံဆုံးပေါ်ပြတဲ့လူဖြစ်တယ်လို့ကျွန်တော်ပြောကြလို့
ဒါလည်းကျွန်တော်တို့အဖေတွေကတော့ချစ်ချင်းမေတ္တာမရှိလားဆိုရှိတယ်ရှိပါတယ်ဒါပေမဲ့အဖေတွေကနည်းနည်းပို့ပြောမလဲဒီခင်ကွာတော့လေနော်အဲကြောင့်ကျွန်တော်တို့ပုံမှန်ရှိတယ်အမိနဲ့သားဒီနေ့ကအဖမေသားလို့ပြောတယ်ဒီခင်မရှိသူတွေကဘဝကဒီရေမရှိတဲ့ရေနည်းနည်းလေးတော့မှသိရှိရတဲ့ငါးတွေပို့လိုက်တယ်အမှန်တမ်းခက်တဲ့အကြောင်းပြောဒီခင်တယောက်ကမေတ္တာကတော့ရပြည့်စုံတယ်ဆိုတဲ့အကြောင်းပေါ့အဲအကြောင်းဒီကျွန်တော်တို့ဒီပမာပိမာနေခဲ့ဘူးတဲ့ကျွန်တော်ရောက်စီတိုင်းပမာပိမာနဲ့မိခင်ရဲ့အကြောင်းကိုပြောကြပါတယ်ကျွန်တော်အချင်းတွေမှာဆိုရင်မိတွေအကြောင်းပဲပုံများတယ်ထွေးတင်ဆုံးလဲမိလို့တဲ့အကြောင်းပဲအဖေလို့တဲ့ဘူးမှမပြောပြီးတော့ကျွန်တော်တို့ရုပ်ရှင်တွေရိုက်တယ်ပေါ့လေအမေချေရတယ်မေချေရလို့တို့အမြဲတမ်းအမြဲတမ်းထားအဘူထားနောက်ကတော့ခုမှပါပေါ်လာလဲဆိုအဖေချေရဘယ်မှာပေါ်လဲဆိုဒီဂျင်ဘာမှာသူစစ်ချေမှာဖေကတော့တာနဲ့ဆောင်းကန်ထားတဲ့ချေရတော့အဖေကတူရတဲ့ခေါင်းကလည်းစိတ်ဆူစိတ်ကိုစဉ်းစားရှိကြတယ်ဘာပြောဒီနေ့ကျွန်တော်ဖျားခင်ကကျွန်တော်မိခင်ကိုပေးထားတယ်ဆိုတာဖျားခင်ချစ်ချင်းမေတ္တာပုံမှန်ခံစားနားလည်တယ်ပေါ့ပြချင်းဖြစ်ပါတယ်အဲဒါတမ်းတာမှာကြည့်တဲ့အခါမှာလည်းဖျားခင်ကဒီဣတိရလူမျိုးတွေကိုမိခင်တယောက်အနေနဲ့သူလမ်းပြခဲ့တယ်ချီးပိုးခဲ့တယ်ဆိုတော့ကျမ်းစာအများကြီးတရားဖြစ်ပါတယ်အမျိုးတယောက်ကိုပေါ့တယ်ဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ဒီမိခင်တွေကိုပြန်တည်ရတယ်ဆိုတာကတစ်ဖက်မှာတော့ဘုရားခင်ရဲ့ချစ်ချင်းမေတ္တာဘုရားခင်ကသူ့ရဲ့လူမျိုးတွေပေါ့လေနော်ဘယ်တော့ချစ်တယ်ဆိုတဲ့အကြောင်းကိုပြန်လဲတည်ရခြင်းဖြစ်ပါမယ်အဲဒီကြောင့်ဒီနေ့ကျွန်တော်တို့မိခင်ကြီးကိုအောင်နဲ့တည်ရတယ်ဆိုတဲ့ဖက်မှာတော့ကျွန်တော်ကျေးဇူးတင်ခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကဘုရားခင်ရဲ့ကျွန်တော်တို့ပုံမှာဒီမြဲတဲ့သူ့ရဲ့ပြောမလဲသစ္စာရှိခြင်းဘုရားခင်ကသူ့ရဲ့သားသမီးတွေသူ့ရဲ့သူ့ကိုယုံကြည်တဲ့လူတွေကိုတော့မစွန့်ဖောက်ဘူးဆိုတဲ့ဟာပဲကျွန်တော်ပြောခဲ့တယ်အောက်မြတ်သူရခြင်းဖြစ်ပါမယ်နောက်ချက်မှာတော့ဒီနေ့ကျွန်တော်တို့ကျွန်တော်အောက်မြတ်သူရခြင်းဆိုတာကဘာကိုဖော်ပြနေလဲဆိုရင်ဒီနေ့ကျွန်တော်ရဲ့အတ္တမှာကျွန်တော်တို့လင်းချတဲ့အစစ်နှလုံးကိုလည်းပြောပြပေးပါတယ်ခဏပြောသလိုဒီနေ့ကျွန်တော်တို့ကိုလူတယောက်အနေနဲ့ဒီနေ့အသက်ရှင်နေတာဆိုတာကကျွန်တော်ရဲ့မိဘတွေရဲ့ကျေးဇူးဖြစ်ပါတယ်။ဒါနဲ့ကျေးဇူးဖြစ်တယ်။ငါတတ်လို့ငါတော်လို့ငါဆိုတဲ့စိတ်မာမနာတွေတော့ဘယ်လိုပြောမလဲလင်းချတဲ့စိတ်ရှိလာဖို့အတွက်ဒီနေ့တတိယပေးခြင်းဖြစ်ပါတယ်။ဒီဒေသလေးမျိုးတွေကသူတို့ကဒုက္ခရောက်တဲ့အချိန်မှာဘုရားခင်ကိုတော်တော်တည်ရ။ဒါပေမဲ့သူတို့အောင်မြင်လာတဲ့အချိန်မှာသူတို့ချမ်းသာကြွယ်ဝလာတဲ့အခါမှာဘုရားခင်ကိုမေ့လာကြတယ်။အဲဒီအချိန်မှာသူတို့ဘယ်လိုပြောမလဲမောက်မာလာတဲ့ထောင်လွားလာကြတယ်။အဲဒီအချိန်မှာသူတို့ဒုက္ခရောက်ပါတယ်။ဆိုတော့ကျွန်တော်ကဒီနေ့ကျွန်တော်တို့လည်းအောင်မြင်တည်ရခြင်းဆိုတာကျွန်တော်ငြိမ်းချတဲ့စိတ်မျိုးတာ။ဒီနေ့တချို့တွေဆိုရင်လူသားတွေအကုန်လုံးနိုင်တယ်ငါတို့တားလို့ငါတို့တီးလို့ကိုယ့်ရဲ့အတ္တပညာအတိပညာဒီမှာတမအားကိုးလာတဲ့အခါမှာဘုရားခင်ကျေးဇူးတော်ဆိုတော့နားနေတော့အခါကျတော့ဘုရားရဲ့ဝေးလာမှာဆိုဒီနေ့ကျွန်တော်လင်းချတဲ့စိတ်နှလုံးကိုတစ်ခါတည်းခံရခြင်းဖြစ်ပါမယ်။နောက်တစ်ချက်ကဒီနေ့ကျွန်တော်တို့ပြန်အောင်တဲ့တရားချင်းဆိုတာကကျွန်တော်ရဲ့တတ်တာမှာနာဘူးလေဆိုတဲ့ဟာကိုပြန်လေတရားသိခြင်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဘုရားခင်ရဲ့ချစ်ချင်းမေတ္တာဘုရားခင်လမ်းပြပို့ဆောင်မှုကိုပြန်လည်တည်ရတယ်ဆိုတဲ့ကျွန်တော်တို့ကဘုရားခင်ရဲ့သားသမီးများဖြစ်ပါတယ်ဘုရားခင်ကကျွန်တော်တို့ကိုရွေးကောက်ထားတဲ့သူဖြစ်ကြဆိုလို့ချင်တာကဒီနေ့ကျွန်တော်တို့ကဘုရားခင်နဲ့ဒီစကားကိုနားထောင်မှကျွန်တော်တတ်တာလို့အမြဲတမ်းဆင်ခြင်လို့တွင်းဖို့ပေါ့ဒီခါလေးကျွန်တော်တို့ကဘယ်လိုပြောမလဲနောက်ဘူးလဲဆိုတော့မိတဲ့ချင်းရှိတတ်ပါကျွန်တော်ခဏပြောတယ်လို့တန်တဲ့တရားချင်းမရှိတော့ဘူးဆိုတော့လေနော်အောက်မဲ့တရားချင်းမရှိတဲ့အဲကြောင့်ဒီဖျားခင်ရဲ့လူမျိုးဖြစ်တဲ့ဣ
ဒီပြည်လာလူမျိုးတွေရဲ့ထူးခြားချက်ကဘာလဲဆိုရင်တို့ဘယ်သူလဲဆိုတာကိုဒီဖို့အမြဲတမ်းတို့ကအတိတ်ကိုပြန်မှပေါ်ထုတ်ကြအခါကျတော့တို့ကဖျားလို့ပြောတဲ့ခါမှာဖျားကြီးကတို့ကိုရွေးလို့တဲ့ကေတဲ့လို့ပြောတဲ့ခါမှာတို့ကဖျားရဲ့နာမည်တိုင်းရဲ့မပြောတို့ကဖျားနာမည်ပြောတဲ့ချိန်မှာအာဗြဟံဣဇက်တို့ကအေဗြဟံဂျေကော့အာဗြဟံဣဇက်ယာကုပ်တို့နော်တို့ရဲ့ဘိုးဘေးတွေရဲ့နာမည်ကိုပြောကြတို့ရဲ့ဖျားခင်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာတို့ဘယ်သူလဲဆိုတာအမြဲတမ်းတို့အတိတ်ကနေပြန်ပြီးမှတို့ပြန်ပြီးဖို့ထုတ်တယ်အဲ့ခါကျတော့တို့မမေ့ဘူးအဲ့တော့နေပေါင်းဘလောက်ပဲကြာပါစေတို့ဤဒေသမျိုးတွေကဒီဖျားခင်နဲ့အသေးငင်ပြုထားတဲ့လူတွေဖြစ်တဲ့ညစ်ကြအဲ့ကြောင့်တို့ရဲ့ခုံတန်းစင်လာတို့ရဲ့ယုံကြည်ကိုယ်ပဲတော့ဒီပေါင်းထောင်ချီရှိမယ်မပြောစီမှာဘုရားခင်ကြောင့်တို့လူမျိုးတွေကအသက်ရှင်ခွင့်ရတယ်ဒီချင်းစုကြည်စုရတယ်ဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ငါဘူးလေဆိုတာအခုကျွန်တော်တို့ဗမာပြည်မှာကျွန်တော်သိတဲ့အတိုင်းတော့လေဘယ်သူမှဒီလူငယ်တွေကနေဖို့ရမ်းခက်လာတဲ့ခါမှာကိုယ်နိုင်ငံတကာကိုရောက်လာကြတယ်အခုကျွန်တော်တို့ဗမာပြည်မှာဒီလိုမျိုးအင်္ဂလိပ်စာလည်းသင်ကြတယ်အင်္ဂလိပ်စကားတတ်ရင်တော့ဘာတော်ရအခုတော့မဟုတ်တော့ဒီဥစ္စာလည်းသင်နေကြပြီကိုရီးယားလည်းသင်နေတယ်ဂျပန်လည်းသင်နေကြတယ်ဒီဂျာမန်လည်းစတင်လာကြပြီတော့သင်နေကြပြီဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ကနိုင်ငံတကာကိုရောက်လာတဲ့ခါမှာတစ်ခါတလေရောက်တော့တဲ့တိုင်းပြည်မှာအဖြစ်ဖြစ်ငယ်တဲ့လူတွေပေါ့လေကျွန်တော်ကရောက်တဲ့တိုင်းပြည်ရဲ့အကြောင်းကိုပိုသိလာလို့မှကျွန်တော်ရဲ့လူဖြစ်တဲ့အတိတ်ကအကြောင်းအရာဟိုမျိုးဖားလာတဲ့ကိုယ့်ရဲ့ဇာတိမွေးရမယ်ဒီညတဲ့လူရှင်းရှင်းပေါ့ဒါမဲ့ဒီနေ့ကျွန်တော်တို့ပြန်နေအောင်မဲ့ဒီရချင်းဆိုတာငါဘေကနေလာတယ်ငါဘယ်လိုလူမျိုးဖြစ်တယ်ကိုယ့်ရဲ့ဖေမေတွေဖိုးဖားတဲ့ယုံကြည်ခြင်းကပါလဲဆိုတာဒါကိုပြန်နေဒီရလာတယ်ကိုယ့်ရဲ့ identity ပေါ့လေငါဘူးလဲဆိုတာကိုယ်ကခိုင်မာလာတယ်အဲ့ဒီလူမျိုးအဲ့ဒီလူတွေကဒီလောကမှာကိုယ်ကအောင်မြင်နိုင်တဲ့ကိုယ်ကအသိပဲရှိတဲ့တက်တာတော့ဒီဆောင်နေတဲ့လူမျိုးပဲပြကြပါလေလို့ကျွန်တော်လည်းပြောကြလို့ပါတယ်ဒီကြောင့်ဒီနေ့ကျွန်တော်တို့ဒီခင်ကြီးကိုပြန်လဲအောင်မဲ့တတိယတဲ့ခါမှာတစ်ထပ်မှာကျွန်တော်တို့လူခဲ့တဲ့အချိန်မှာကျွန်တော်တို့ဒီခင်ကကျွန်တော်တာသမီတွေပေါ်မှာဘယ်လိုပြုစုဆောင်ရှောက်ခဲ့တယ်ဘယ်လိုကောင်းခဲ့တယ်ဘယ်လိုကျွေးမှုခဲ့တယ်ဒီရတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့ဒီခင်တွေရဲ့နောက်မှာပေါ်တော့ကျွန်တော်အရောက်စီတိုင်းကိုချစ်တဲ့ခင်ယေရှုဘုရားခင်ရဲ့ချစ်ချင်းမေတ္တာကရှိပါတယ်အဲ့ဒါဒီရမှုဖြစ်ပါတယ်ခဏပြောသလိုယေရှုရဲ့တပည့်တော်တွေကခင်ယေရှုကိုအောမေတ္တိယအဲ့ဒါခင်ယေရှုကလည်းသူ့ကိုအောမေတ္တိယဖို့တဲ့ဒီဘွဲတော်မင်္ဂလာပေါ်နေတော့ကျင်းပဖို့တဲ့လူမိမဖြစ်ချင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တစ်ခါမှပြန်လေအောမေတ္တိယချင်းရှိတဲ့လူတွေဆိုတစ်ခါမှတော့ရှေ့လာမယ့်အနာဂတ်ပေါ်ကျွန်တော် future အတွက်လည်းကျွန်တော်ပြင်ဆင်ခြင်းဖြစ်ပါတယ်။ဒါပြောသလိုဒီနေ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကမျှော်လင့်ခြင်းနဲ့သက်ဆိုင်ပါတယ်။ဒီနေ့ကျွန်တော်တို့ဘာမှအသက်ရှင်တဲ့အခါမှာဘယ်တိုင်းပြည်မှာပဲနေနေပြည့်စုံခြင်းစုံရှိပါဘူး။အခက်အခဲတွေကျွန်တော်ရင်ဆိုင်ရတဲ့ဟာတွေအများရှိပါတယ်။ဒီချင်းနာမကျဖြစ်ခြင်းဝမ်းနည်းပူဆွေးခြင်းကျွန်တော်ဘယ်မှာမှမလွတ်ပါဘူး။ဒါကျွန်တော်လူသားတွေအသက်ရှင်တဲ့ချိန်မှာကြုံဆုံရခြင်းဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာဒီခင်ယေရှုကတတိပေးထားပါလေဒီယာရိချန်ခံကြီးနဲ့ဆက်တဲ့အငယ်တိကနေနားမှာဖြစ်တဲ့ခါကြည့်တဲ့ခါမှာကျွန်တော်တည်ခြင်းမရှိတဲ့အချိန်ပေါ့လေ။သူစုဝါးနေခြင်းမရှိဘူး။ဘုရားခင်ကျွန်တော်အတူရှိနေတဲ့အချိန်အခါမှာဒီခင်ယေရှုရဲ့ခါတန်းနဲ့ပေါ်လာပြီးမှဒီပြည့်စုံတဲ့အသက်တာရရှိလာဖို့အတွက်အချိန်နဲ့ရောက်လာမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကဘုရားခင်ရဲ့ဂတိဘုရားခင်ရဲ့ပြင်ဆင်ခြင်းကိုကျွန်တော်တို့ပြန်လည်ခံယူရမယ့်အချိန်နဲ့ရောက်လာမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ခဏပြောသလိုဒီလောကမှာအမေရိကန်မှာပဲအသက်ရှင်ခြင်းဂျာမနီမှာပဲရှင်ခြင်းဘယ်မှာပဲရှင်ခြင်းကျွန်တော်သိချင်းတရားတော့ဒီလိုရှိမှာဖြစ်ပါတယ်။ဒါပေမဲ့သိချင်းကိုအောင်နေတဲ့
ဒီနေ့ရှုဒီနေ့ကျွန်တော်တို့ဘယ်ကွာသွားတဲ့ကျွန်တော်မိသားစုတွေဒီတိုင်းမှာရှိပါတယ်ကျွန်တော်ဖေးမေတွေမရှိတော့တဲ့လူတွေအများရှိပါတယ်ဒါပေမဲ့တကယ်ကြရင်ပေါ့ကျွန်တော်ငါကမှပြည့်စုံတဲ့တက်တာကျွန်တော်ပြည့်စုံတဲ့ဘုရားခင်ချစ်ချင်းမေတ္တာကျွန်တော်ဒီလိုပါပြန်နေနိုင်မယ့်ခြင်းတွေရရှိတာဖြစ်ပါတယ်ဒီလိုကြောင့်ဒီနေ့ကျွန်တော်တို့မိသားစုလူများနေနဲ့ဆက်လက်ပြီးမှပို့ပြီးမှမိခင်ကြီးကိုတတိယအောင်မဲ့တဲ့ဒီလိုဆိုတော့ကျွန်တော်တက်တာမှာပို့ပြီးမှဘုရားခင်လို့ရှင်တဲ့တက်တာပို့ပြီးမှပြည့်စုံတဲ့တက်တာမျိုးလေးမျိုးမှလူတိုင်းကိုလည်းဘုရားခင်တဲ့တာကိုဝေငါပေးနိုင်တဲ့ဒီမိသားစုစီကဖြစ်ပါစေလို့ရရှိတယ်လို့ကျွန်တော်ပြောလို့ပါတယ်ဒီချိန်မှာတော့ဖြစ်ရင်ဆရာကတော့ဒီကချင် theological college seminary ရဲ့ကျောင်းအုပ်လည်းဖြစ်ပါတယ်ဆိုတော့ကျွန်မ message ရမှာကြံသွားတယ်ဖြစ်တယ်နော်ဆရာမကြံဘူးလားအဲ့ဆိုကျေးဇူးတင်တယ်ခုဆက်လက်ပြီးတော့မှအိမ်ထောင်မိသားစုရဲ့ကိုစားကျွန်မတို့ရဲ့ကိုကြီးလည်းဖြစ်တယ်အဖအရာလည်းဖြစ်တယ်အောက်ဆိုင်ရောထုံကနေပြီးတော့မှကျေးဇူးတင်စကားပြောကြားပေးဖို့ဖြစ်ပါတယ်정난에 글상한 비추페시코네 그래 아빠우사 피아케네 제주로 심마말에 너로 이동 체마 그게 너로의 화또 우리 그때 pai jakai go kalau mungkin kayaknya nak pai mah kemudian ini siapa pandai boleh cakap tu sendiri kalau boleh masih cari ini orang dan dia orang apa layau meeting itu masih tahun saya absen layau meeting ni kerjaan punya ni nak usia lah di ni tu because Malaysia Malaysia attention that lain tu attention tu ya kita uncing orang kita suruh orang Wenya po tu sentence ni sore lekna boleh cenderung menaya mare disebut mare ya ini nesonena anje dan kentungai anje nesunta lagi nesonena mit berdaisa mitna PTCS nongnam 정원아 정국 왕웅 nesonena jadi công sức đuôi thì chúng mi anh đi cầm lá đuôi chỗ thì chúng tôi mới nên rồi này nó công sức đuôi mình chỉ chú có phải sản xuất yang sẽ để cầm lá là này là để riêng chỗ là phải muốn anh chị sản gì vậy cái gì là một cái công sản giá sinh đâu ấy là anh chị chỉ cần là đuôi để mình là cái mà gì anh chị chút một cái để tới là phụ nữ một đây Google ra cái khắp lan chỗ anh chịดูนี่คุณน้าหมูเกิดที่ยูทูบไม่làmส่วนนี้ไว้อันนี้นะอันเสียแต่นี่เราเป็นในส่วนไหนนะอีกเราบอกว่ามุนสตาร์หนาเลยนะมุนสตาร์ก็นะนั่งในดีตัวนั่งตู้อันที่แบบมุ้ยตัวอะไรนะชาโมโตเกะหัวสายอะไรไว้สาวไว้ใหญ่อันเสียเขาเร่งงานเดียวเราไม่ได้ตุ้มตามชาลิที่บุ้งที่ยูทูบไม่làmส่วนนี้ไว้ในทางการlàm nếu như người nói gì thì đi nói tiền thằng có anh thì người khá là tốt qua cái chết của một người là cái tuổi cái là anh thì số là biết đi sắm tuấn đấy cái số này là cái sắm một năm tuần sắm lá năm tu anh thì sát tu sắm lắm ngày đi dùng tiền sắm thì chú tu máy sau khi đó thì đi cho nó luôn thì rồi ye neji phải chắc cái ye meeting ông ấy phải lúc chiều suy nghĩ trên system mà cho nó liên quan mà thì ai bây giờ đấy nó rồi
ဘာပတိဆမလပြမိုင်းရာဘုတော်ကောင်းဒီနာတော်အဖြစ်ကျွန်တော်တို့ရဲ့ဝိညာဉ်တော်အားကိုပြပြပေးတဲ့ Reverend Dr. Singhang Lat Nang Bol Gong အထူးဆုတောင်းခြင်းဖြင့်ဘဝစကပ်ရဲ့ဆရာဆာမွေကိုတော့ကျွန်တော်တို့အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ဘုရားသခင်ကျွန်မလက်သိยัดเป็นธรรมะนิติคุณอาพิชิตอสิเสโมมิวมิวเพชพงเพชดอลกองลูกได้ลายาวชินเพชดอลกองลายาวนิติจังเลยกินเชนปองเตอาลงกุเลยจิสุติจังเกี่ยวกับลูกอะไรนับวิโรกิโลดิบินตอนนู้นยังมีเป็นจีสงฆ์มีสุรดิบินจ้าจ้าเชื่อมาเว้เสียสามุเวเนี่ยเสียกระโดดลาวิโรมาอีกคนลาวิโรมาลูกชายกินธรรมะนิติคนอายุผู้ยาหลายยกวิโรมาสุต้องไปเรื่อยๆเนี่ยเสียอุเลทุกจิสุติจังเราทัดก็จะรู้ว่าเนี่ยเราวิโรให้รู้เดินจ้าจ้าเช่นมาเว้ซาเต้าดีอยู่ทองลาวิโรมาเงี้ยเช่นกูลาเลี้ยวนิติไปเรื่อยกูบุญยาเนี่ยกูมาชั้นกูเลยจิสุติจังก็จะรู้ว่าเนี่ยကျွန်တော်ဒီနေ့ဝတ်ပြုဥပ္ပခြင်းအစီအစဉ်မှာလာရောက်နေသိကြတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်ရှိလာကြတဲ့ငွေချင်းအပေါင်းအသင်းဆွေမျိုးများကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်တချို့ဆိုရင်အစားအသောက်များချက်ပြုတ်လည်းချစ်ချင်းမေတ္တာပြကြတဲ့မိသားစုတိုင်းကိုလည်းကျွန်တော်တို့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ပြီးတော့ဘာဝင်ပတ်သက်ပြီးတော့မှကျွန်တော်တို့မသိတဲ့နေရာကနေစုတောင်းချင်းဖြစ်တော်လကောင်းမျိုးမျိုးကိုအားပေးတဲ့ငွေချင်းအားလုံးကိုလည်းအထူးကျေးဇူးတင်ပါကြောင်းပြောကြားလိုပါတယ်။ရောက်စီတိုင်းကိုဖျားခင်တာ၍ကောင်းကြီးပေးပါစေ။ကျွန်တော်တို့ဒီလိုအရန်ခက်ခဲနေတဲ့အချိန်မှာဖုံးဖြစ်တော်ကောင်မျိုးမျိုးလက်သိမ့်ပေးကြတဲ့ဒီငယ်ချင်းတွေကိုလည်းဒီမဖို့ပြပါမယ်ကျေးဇူးတင်ကြောင်းကျွန်တော်တို့ပြောကြားလိုပါတယ်နောက်ပြီးကျွန်တော်တို့ကဒီလိုခက်ခဲတဲ့အချိန်မှာကျေးဇူးတင်တဲ့အကြောင်းပြောလိုက်လို့ရှိရင်တော့ဒီနေ့လည်းပြီးမှာမဟုတ်ဘူးနဲ့ဖက်လည်းပြီးမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဘယ်အချိန်ပဲဖြစ်ဒီလိုနေတင်ခွန်အားယူပြီးတော့မှအခုကျွန်တော်တို့ရဲ့မိဘမအန်ရရဲ့မျက်နှာကိုကြည့်ချင်းအဖြစ်ဘုရားခင်ထာမနေတင်ခွန်အားသူရရှိနေပြီဆိုတာကိုလည်းကျွန်တော်တို့ယုံကြည်ပါတယ်ပို့ပြီးတော့မှဘုရားခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းပါတယ်ဒီနေ့စုတောင်းခြင်းအစီအစဉ်မှာဒီလိုဒီချက်များဖြစ်ဒီဆိုဖြစ်သွားကြတဲ့လူငယ်များနဲ့တဲ့မျိုးသမီးတွေကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်နောက်ပြီးတော့မှ MCF ကညီကိုပေါ့များအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ကျေးဇူးတင်စရာတွေပြောလိုက်လို့ရှိရင်အမြဲတမ်းပဲတင်နေတော့မှာပဲဒါပေမဲ့အခုကျွန်တော်တို့ရဲ့ချစ်ချင်းများစွာဖြစ်ဒီနေ့ဘာပတိဖြစ်တော်ကောင်းဝေဒနာဖြစ်တော်ကောင်းစုတောင်းခြင်းဖြစ်ပေါဝင်ပတ်သက်ကြတဲ့ပေါဝင်ကူညီပေးကြတဲ့ကျွန်တော်တို့ရဲ့ဆရာ Reverend Dr. Singhang Lat Nang ဆမမိုင်ရာဆရာဆာမွေတို့လည်းကျွန်တော်တို့မိသားစုမှာဘုံမတိုက်တန်တော်ညာလဲကျွန်တော်တို့ချစ်ချင်းမြတ်တာဖြစ်လက်ဆောင်များကိုစီစဉ်ထားပါတယ်ကျေးဇူးပြုပြီးလက်ခံပေးဖို့အားလုံးကိုပြောပါတယ်ပထမဦးဆုံးကျွန်တော်တို့ဒီနေ့ဒီနာတော့ပြညာပြီးသွားတဲ့ဆရာ Reverend Dr. Singhang Lat Nang ကို
နောက်ပြီးကျွန်တော်တို့ရဲ့အထူးဆုတောင်းခြင်းဖြင့်ဒီသဆုကိုဒီတိတ်ခွန်အားပေးပြီးတော့မှအထူးဆုတောင်းပေးတဲ့ဆရာဆာမွေကိုလည်းကျွန်တော်တို့ထိုက်တန်တော်များလဲအဖို့မရှိတော်များလဲလက်ဆောင်လေးနဲ့ကျွန်တော်တို့ချီးမြှင့်ချင်ပါတယ် ဒီကအမှန်ကကျွန်တော်တို့ကလာရောက်ပြီးတော့မိသားစုနှစ်သိမ့်ပြီးတော့မှခွာပြီးတော့ဒါပေမဲ့မိသားစုကကျွန်တော်တို့ပြန်ပြီးတော့နှစ်သိမ့်ခြင်းနဲ့ကျေးဇူးတော်ရှိမှရတယ်ဒါခရိယအသက်တာပဲပေါ့နော်။အဲ့ဒီလိုပြီးတော့ 要我改一下，改完片，我怕久难人了。情况不写在顺了，是要想你拿。呀，什么没拿题目？题目跟那个写拿的题，人家米他，点不加上个人米棍，คุ้คัดเลยนะอีกหลังของป้องยิงน้ำเช็ดหลังมีคุ้คัดเลยนะมีพันส่วนแต่กูเลยนะอันเจ๋งเลยนะอันเจ๋งจำนี้ก็มึงชีจำนี้น้ำชาที่มึงชีไปไว้โย่เซนชา什么人啊？要点就ชีไป什么情况下，อันเจ๋งก็แบบกูนะน้ำส่วนไหนอีกแต่กูya ini nang ke khong ning sum ning ram lang bai khu mai shre mong ya an chen tam tu ni kuna i chang da ai kum pha ni be an che mun ta ne le tim khap la ya le mun le naအားလုံးကိုဒီနေ့ဒီလိုရတဲ့သူပူပြင်းတဲ့အချိန်မှာလာရောက်ပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်ပါကြောင်းပြောကြားရင်းနဲ့ဒီကုန်းချုပ်ပါမယ်ကျေးဇူးတင်ပါတယ် မြစ်တာမှာအသွားနဲ့ပြန်ရှိတယ်ဆိုတာဒီနေ့ကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်လို့နော်မြစ်တဲ့ဘုဒ္ဓစီဝေးမှာအလုံးမြစ်တာလာပြတယ်ပဲအင်္ဂါမိသားစုမှာလည်းအလုံးမြစ်တာပြန်ပြီးတော့မှသိတဲ့အခါမှာဖျားရှင်ရဲ့ချစ်ချင်းမြတ်တာကိုတကယ်ပဲခံစားရကြောင်းဖော်ပြလိုပါတယ်ခုချိန်မှာတော့ဖြစ်ရင်ကျမတို့အစည်းအဝေးရုပ်သိမ်းမှုရဲ့အတွက်ဓမ္မချင်းပြီးဆိုမှာဖြစ်ပါတယ်အချင်းလို့ဆိုရင်တော့မတူတာအိုက်ခုကိုကြံပြီးပေါ့နော်ဒီမှာလို့ဆိုရင်တော့ပါ၍အလိုတော်ရှိတာပြုလို့မူပါချူထင်တယ်ဒီမှာလို့ဆိုတော့ဟုတ်တယ်အဲ့ဒီဟာကိုပြီးဆိုမှာဖြစ်တယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျမတို့ရဲ့ကချင် Theological College and Seminary မှာကျောင်းဆရာတက်ခါရဆရာဒေါက်တာစင်ဟန်လက်တော်ကနေပြီးတော့မှကောင်းကြီးပေးပါမယ်ကောင်းကြီးပေးပြီးတာနဲ့ခါတဲ့အိမ်ရှင်နဲ့နှစ်ဖက်သောဆွေမျိုးများကနေပြီးတော့မှပြင်ဆင်ထားတဲ့အစားအသောက်တွေကိုတခါလေကျေးဇူးတော်ချီးမွမ်းဖြစ်ပါတယ်လို့အဲ့ဒီကျေးဇူးတော်ချီးမွမ်းဖို့ရန်အတွက်ကျမတို့ရဲ့ Intel စခုံနံပရီဆန်ကိုဆုတောင်းပေးဖို့ရန်အတွက်ကြိုတင်ပြီးတော့ပြောပြလိုပါတယ်အားလုံးမနာတယ်ဒီတော့မနစ်စင်တော့I go
ကြည့်သူတာပြီးများတက်တာနဲ့ဘာနဲ့ပူဆွေးခြင်းအခက်ခဲများနဲ့ရင်ဆိုင်ရတော့ချင်းကာလများနဲ့ကျွန်တော်မစွန့်ပြစ်ပဲနဲ့ကျွန်တော်အတူရှိ၍ကျွန်တော်ကိုနေသိမ့်တော်မူသောကောင်းခြင်းမင်္ဂလာပေးတော်မူသောသားတော်ယေရှုသခင်ခရစ်တော်၏ပြည်တင်ခြင်းဆုကျေးဇူးတော်ဟာကမီတော်၏ချစ်ခြင်းမေတ္တာတော်နဲ့တာရှိတော်ဝိညာဉ်တော်၏လောက်ပြပို့ဆောင်ခြင်းဆုကျေးဇူးများသည်ယေမိခင်ကြီးတော်ကြတိုင်းကိုအောင်မြတ်ကြည်ရလဲဖာဖရခင်ချီတော်ခြင်း၌ဘဝယူနေတဲ့ဆုတောင်းနေကြတော့ကျွန်တော်တို့တာမီများရဲနဲ့ဖာမီတာစုရောက်စီတဲ့ပေါ်တော့မပြည်နဲ့ရှိတော့ဒီကမန်မများဆွေမျိုးတာချင်းအရောက်စီပေါ်တော့ဒီနေ့ကျွန်တော်ရဲ့ဆုတောင်းစီဝိနဲ့လာရောက်နေတဲ့ဆုတောင်းနေကြတော့ဘလို့ရှိတာမီများကျွန်တော်သက်ဆိုင်တော့ဒီဖာမီတာစုအရောက်စီတဲ့ပေါ်တော့ဒီကောင်းကြီးမင်္ဂလာများတဲ့ယနေ့မှဆက်ကာလအစဉ်ဆက်တည်ရှိနေပါစေတော့အာမင်ဆိုရအဲချူချူမလို့ office လေးတည်းချွေပြလိုက်လို့ဘာချွေထိုင်နေနာအန်တီချမ်းမျိုးကိုရှင်ငိုင်း office ခပ်လာကမ်ရှမ်းမိုင် of ရှူရှာနေချေတော့အန်တီဘူကာတဲ့နာအန်တီနုံနန်းဂျုံဂျုံတဲ့နာတူအိုင်ရှာကပါချေတော့လေနာအန်တီနေရနာဖုန်တဲ့လမ်းကိုလေဝဆိုင်ရှိခေါင်ရရှင်ဒီချွေထိုင်မတူယေဆုထိုင်ยุบโยมมาใส่อันแต่สระคงได้อมวยอินชาไกยะอันเทนี้มีดูใหม่ยุบพิฟองเพอนี่เลยนะในจำนี้มุงดันฟังพูดมีก็เอชินุงไงเชียสระไอกชานอิงบันเด็กครีนี่กิชูนี่ชมพูชมยุนี่นี่เลยนะอันเทมีดูใหม่ยุบพิฟองเพอโลลาลูกอัมจอมจีจูดูสกันไอโลโอเคสันอมวยมุงเรานาสมสิงกันท่าเอ็มวีดีโอสิสังมานาเสกอันเทนี้มีดุมงาไอ้กำไงดุมตามชานีอำไงดุมตามชานีมุกันติงทัชนูไงย้อนคันทุ่มนางอำไงดุมตามชานีคุณอามุมิจวนาเรดิงบันคุณอามุมิจวนาเรคุณหัวพังชุมถ้านุ่มสอบสกันดัดจ่อชิทักย้อนคันไอ้ลำนิ้วงานาเรเรติมงอันเชียย้อนคันไอ้ลำโกมีมาดาชราง่ายย้อนคันลำไปง่ายเรเพชันเพไปสังวาชนันชปรัญญาเรดินี่นี่นั่นช่วยท่านเจนี่สุสิงกันพระเราไปครุสุขนาเรยินดาชรางายยนคันลำเชไรอยู่กะอุณามุยนคันนะคงงายงามงายตุงตามชนิยองงานสารเทนิจ้าจะมีตุงคิวคิมอยู่กะไอ้ล้ออย่าเต็นฝ่ามุมีเรนาโซระมีโดนเล็ดมีเรนามีตุงฟองเดดูไซวักชูชานีคงเอาชูอันสามุชมันยาเรไปสังออกกันมีโตกบุกายจีจูนี่ดูลามุกะอย่าเต็นฝ่ามุแดงอำไงตุงตามชานีอิงบันเด็กครีบชูนี่คุณน่าจะจังได้ดูชานีเป็นอันเดนี่คำนั้นอะไรงากายคำนั้นว่าช่วยทำอันเดคงเราสุดท้ายร่างไงชิมันจีจูนี่จบปัญญาเรเด็กโดยจบยังไงเด็กตุงตาทำจุดนะร่างไงชิมันจีจูนี่เป็นสมองดูนะชิมันยาเรวันเด็กดูชาเป็นคำนั้นเด็กดูเยซูมินสันตะจีจูสปันนะคำนั้นนะกายโลอาเมนMaybe until now, I'm going to share program for